ယနေ့သာသနာတော်နှစ်2568ခုနှစ်ကောဇာတက္ကရာ1386ခုနှစ်နေုံလာဇန်10ရက်ခရစ်နှစ်2024ဇွန်လ16ရက်တနင်္ဂနွေနေ့ထိုင်းနိုင်ငံပထုံဌာနီခရိုင်စဖန်းခေါင်းနယ်မြေဥပ္ပစာအတွင်း၌မိတင်နေထိုင်ကြကုန်သော AMF AMP SNB လူချင်းရုံးဝန်ထမ်းများနှင့်လောကဟိတကာရီပရဟိတအသင်းတို့မှစုပေါင်း၍ပြုလုပ်ကျင်းပအပ်သောလောကဟိတကာရီပရဟိတအသင်းတည်ထောင်ခြင်း3နှစ်ပြည့်အထိမ်းအမှတ်တရားသဘင်၌အမတဒါနအနေဖြင့်ဟောကြားအပ်သောမဇ္ဈိမပဏ္ဏတပါဠိတော်မှာလာရှိတဲ့အင်္ဂုလိမာလသုတ်တံတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်သုတ်တံအနေအားဖြင့်တော့အင်္ဂုလိမာလသုတ်တံမြန်မာလိုတရားကောင်းစဉ်ကိုမှတ်ထားခြင်းလဲဆိုရင်တော့အင်္ဂုလိမာလဤဘဝအကြောင်းတစ်စိတစ်စောင်းလို့ဒီလိုမျိုးမှတ်သားနိုင်ပါတယ်ဒီတော့ဦးဇင်းတို့မြတ်စွာဘုရားရဲ့ဒီအင်္ဂုလိမာလသုတ်တံတရားဒေသနာတော်ကိုမဟောကြားမီမနာကြားမီတရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားကိုနမောတတ္တ3ကြိမ်နဲ့ဦးဇင်းတို့ဘုရားရှိခိုးကြောလိုက်ကြအောင်စို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတော့ဒီနေ့ဟောကြားမဲ့တရားတော်ကအင်္ဂုလိမာလသုတ်တံဘာသုတ်တံလဲမြန်မာလူကတော့အင်္ဂုလိမာလဤဘဝအကြောင်းတစ်စိတစ်စောင်းဦးဇင်းတို့ဒကာမတွေယူဖတ်တရဇန်နေတဲ့ပရိကြီးစတ္တုတ်ထဲမှာအင်္ဂုလိမာလပရိဆိုတာပါတယ်အဲ့ဒီအင်္ဂုလိမာလပရိဆိုတာဒီမဇ္ဈိမနိကေမဇ္ဈိမပဏ္ဏတထဲမှာလာရှိတဲ့အင်္ဂုလိမာလသုတ်တံကနေယူပြီးတော့လှုပ်ထားတဲ့ပရိတစ်ခုဖြစ်ပါတယ်ပရိကြီးစတ္တုတ်ထဲမှာအတူဆုံးပရိပြောပါဆိုရင်အင်္ဂုလိမာလသုတ်ပဲတူတူလေးပဲဒါပေမဲ့အလွန်အစွမ်းကြီးပါတယ်ဒီအင်္ဂုလိမာလပရိကိုတရားဓမ္မတွေအမြဲမပြတ်ရုပ်ဖတ်တရေစေတဲ့တယ်လို့ဦးဇင်းတို့မှတ်သားတဲ့တယ်အဲ့တော့ဒီတရားထဲမှာအင်္ဂုလိမာလပရိတရားဖြစ်ပေါ်လာပုံအင်္ဂုလိမာလပရိရဲ့အစွမ်းထပ်ပုံတွေကိုဦးဇင်းတို့ဟောကြားနာကြားရမှာဖြစ်ပါတယ်ဆိုတော့အင်္ဂုလိမာလဆိုတာသူ့ရဲ့မူရင်းနာမည်မဟုတ်ဘူးအင်္ဂုလိမာလရဲ့မူရင်းနာမည်ကအဟိတကလို့ခေါ်တယ်ဘာလို့ခေါ်လဲအဟိတကဆိုတာမငြင်းဆဲတတ်သူပေါ့ဟိတကဆိုတာငြင်းဆဲတပ်ဖြတ်တတ်သူအဆိုတာ negative အဆိုတာကမငြင်းဆဲဘူးမတပ်ဖြတ်ဘူးလို့ဆိုလိုတယ်တော့အဟိတကမငြင်းဆဲမဖြတ်တတ်သူလို့မတပ်ဖြတ်တတ်သူလို့ဆိုလိုတယ်ဒါပေမဲ့သူ့နာမည်နဲ့ကဖြောင်းပြန်ဖြစ်တယ်နာမည်ကအဟိတကမငြင်းဆဲမတပ်ဖြတ်တတ်သူတကယ်တကယ်ကျတော့လူတသမားကြီးဖြစ်နေတာလူအယောက်1000တပ်ဖြတ်ဖို့ကြိုးစားနေတယ်သူ့ဆရာရဲ့စေခိုင်းခြင်းအရာဆရာရဲ့စေခိုင်းမှုကြောင့်တောထဲမှာလူ1000ကိုတပ်ဖြတ်ပြီးလက်ညှိုး1000စုဆောင်းနေတဲ့ပုဂ္ဂိုလ်လက်ညှိုးတွေကပျောက်သွားတဲ့အတွက်ကြောင့်ကျိုးလေးနဲ့တီကုန်းပြီးတော့ပန်းလိုမျိုးပန်းကုန်းလိုမျိုးလက်ညှိုးတွေကိုတီကုန်းထားလို့သူ့ကိုအင်္ဂုလိမာလာလို့နာမည်ပေးထားကြတာတိုင်းသူပြည်သားတွေကမူရင်းနာမည်အဟိတကနာမည်ကပျောက်ပြီးတော့အင်္ဂုလိမာလာနာမည်တွင်နေတာအင်္ဂုလိဆိုတာလက်ညှိုးလေးတွေလက်ချောင်းလေးတွေပြောတာမာလာဆိုတာပန်းကုန်းအသွင်တီကုန်းထားတာကိုပြောတာ
အဲ့လိုလက်ချောင်းကလေးတွေကိုပန်းကုန်းလို့ပြီးကုန်းပြီးတော့ပြင်ဆင်ထားတဲ့သူဖြစ်လို့သူ့ကိုအင်္ဂုလိမာလာလို့တိုင်းသူပြည်သားတွေကနာမည်ပေးထားတာအဲ့တော့မူရင်းအဟိတကမငင်းစဲမသက်ဖြတ်တတ်သူဆိုတဲ့နာမည်နဲ့လူနဲ့ကလုံးဝဆန့်ကျင်ဘက်လောကမှာဦးဇင်းတို့နာမည်နှမျိုးရှိတာပါဠိလိုပြောရရင်ရုံလီနာမည်နဲ့အနွတ်ထနာမည်လို့ခေါ်တယ်ရုံလီဆိုတာကနာမည်နဲ့လူနဲ့တခြားစီဖြစ်နေတာဥပမာလူကမောင်ချမ်းသာလို့နာမည်ပေးထားတယ်နာမည်ကမောင်ချမ်းသာဒါပေမဲ့လူကမွဲတင်ဆင်းရဲနေတာအဲ့လိုနာမည်နဲ့လူနဲ့မကိုက်ညီဘူးအဲ့ဒါမျိုးကိုပါဠိစာပေထဲမှာရုံလီနာမည်လို့ခေါ်တယ်။ဘာနာမည်လို့ခေါ်လဲ။ရုံလီနာမည်လို့ခေါ်တယ်။နာမည်ဟာနာမည်ပဲလေ။လူနဲ့နာမည်နဲ့မကိုက်ညီဘူး။အေးမောင်ချမ်းသာလို့နာမည်ပေးထားပြီးတော့တကယ်လဲချမ်းသာတယ်။တကယ်ချမ်းသာလို့ပဝန်းကျင်ကသူ့ကိုမောင်ချမ်းသာမဲချမ်းသာလို့ခေါ်ကြတယ်။အဲ့တော့နာမည်နဲ့လူနဲ့လိုက်ဖက်တယ်။အဲ့ဒါဆိုရင်စာပေထဲမှာအနွတ်ထနာမည်လို့ခေါ်တယ်။ဘာနာမည်လို့ခေါ်လဲ။အနွတ်ထနာမည်လို့ခေါ်တယ်ပေါ့နော်အဲ့တော့လူနဲ့နာမည်နဲ့ကိုက်ညီလို့ရှိရင်အနွတ်ထနာမည်ခေါ်တယ်လူနဲ့နာမည်နဲ့မကိုက်ညီဘူးဆိုရင်ရုံလီနာမည်လို့ခေါ်တယ်နာမည်ဟာနှမျိုးရှိတယ်ပေါ့အဲ့မြန်မာလူမျိုးတွေကတော့ပြောတယ်ပြည့်ညက်သွားရဓာတ်တပါဆိုပြီးတော့နာမည်လှလှလေးတွေနာမည်ကောင်းကောင်းလေးတွေပေးကြတယ်နေနံလေးနဲ့ရွေးချယ်ပြီးတော့ပေါ့နော်ဆိုတော့ဒီမှာအရှင်အင်္ဂုလိမာလာဆိုလို့ရှိရင်လူသက်သမားကြီးကိုဖြစ်ခဲ့တာသူ့ရဲ့မူလနာမည်အဟိန္ဒကမငင်းစဲသူမသက်ဖြတ်တဲ့သူဆိုတဲ့နာမည်ပျောက်ပြီးတော့အင်္ဂုလိမာလာလို့နာမည်ကိုတွင်သွားတော့တာပဲအေးကောင်းပြီအဲ့ဒီတော့အင်္ဂုလိမာလာလူသက်သမားကြီးပဲဆိုပါစို့နော်သူ့ဆရာသမားရဲ့စေကိုင်းချက်ကြောင့်လူတစ်ထောင်ပြည့်ဖို့တယောက်ပဲလူတော့တဲ့အချိန်ပေါ့နော်တယောက်ပဲလူတော့တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကအင်္ဂုလိမာလာရဲ့ပါရမီရင့်ကျက်နေပုံကိုမြင်တော်မူတဲ့အတွက်ကြောင့်ကဲတင်ဖို့တရားဓမ္မဟောကြားဖို့အတွက်တပါးတည်းကြွတော်မူတယ်ပေါ့နော်ပုံမှန်ဆိုရင်ဦးဇင်းတော်မြတ်စွာဘုရားကခရီးသွားလို့ရှိရင်နောက်ပါတန်ဃာတော်တွေပါတယ်အရှင်ယံပြိဿတ်တွေပါတယ်ဒီနေ့တော့မြတ်စွာဘုရားတပါးတည်းအင်္ဂုလိမာလာရှိတဲ့တောထဲကိုကြွတော်မူတယ်အဲ့တော့လမ်းမှာတောထဲကိုကြွတဲ့လမ်းမှာရှိတဲ့နွားကြောင်သားတွေစိတ်ကြောင်သားတွေလယ်သမားတွေကခရီးသွားတွေကမြတ်စွာဘုရားကိုဝိုင်းထားကြတယ်အရှင်ဘုရားအရှင်ဘုရားအဲ့ဒီတောထဲကိုမသွားနဲ့အဲ့ဒီတောထဲမှာအင်္ဂုလိမာလာလို့ခေါ်တဲ့လူသက်သမားကြီးရှိတယ်လှုပ်တော်ဆိုတာအလွန်ကျမ်းတယ်ရှင်ဘုရားလောဟိတပါဏိဆိုတာလက်ထဲမှာသွေးစွန်းနေတာသူကြည့်လိုက်ရင်ဘယ်ချင်းကြည့်လက်ထဲမှာသွေးစွန်းနေတာဟတ္တပါဟာတေနိဝိထောဆိုတာအမြဲတမ်းလူသက်ဖို့စိတ်ဝင်စားနေတာသူ့စိတ်ထဲမှာလူသက်မယ်ဆိုတာကြီးပဲဂျိုင်းဆိုင်နဲ့ကြမ်းတမ်းနဲ့သွေးစွန်းနေတယ်လူသက်ဖို့ပဲစိတ်ဝင်စားနေတာအတရာပန်နောပါဏဘူတေတုတဲ့တတ္တဝါတွေပေါ်မှာနည်းနည်းမှမတနာဘူးဒါလူတွေကအင်္ဂုလိမာလာကိုအဲ့ဒီလိုနားလည်ထားတာအင်္ဂုလိမာလာဆိုတာကြမ်းကြုတ်တယ်လက်ထက်မှာသွေးစွန်းနေတယ်လူသက်ဖို့ပဲအများအားစိတ်ဝင်စားနေတယ်တတ္တဝါတွေပေါ်မှာတဏှာငဲ့ညာခြင်းလုံးဝမရှိဘူးစာနာခြင်းလုံးဝမရှိဘူးရှင်ဘုရားတဲ့တောထဲမှာအဲ့ဒါအင်္ဂုလိမာလာရှိတယ်ရှင်မြတ်မသွားပါနဲ့အဲ့ဒီအင်္ဂုလိမာလာကြောင့်ပဲရွာတွေပျက်စီးကုန်တယ်ဏီကုန်းတွေပျက်စီးကုန်တယ်မြို့တွေပျက်စီးကုန်တယ်ဇနပုတ်တွေပျက်စီးကုန်ပြီအင်္ဂုလိမာလာကြောင့်မြို့တွေရွာတွေပျက်စီးကုန်တာမနှဲဘူးပဲရှင်ဗျာဒါကြတော့မကန်သေးဘူးတောအုပ်ထဲကိုလူတွေစုစုပြီးတော့သွားတယ်10ယောက်အယောက်20အယောက်30အယောက်40အယောက်50စုစုပြီးတော့တောထဲကိုဝင်ကြတဲ့အခါမှာလည်းပဲအဲ့ဒီလူတွေအားလုံးဟာအင်္ဂုလိမာလာလက်ချက်နဲ့တေကုန်ကြတာပဲရှင်ဗျာ30နဲ့တေတာပဲလူအယောက်20သွားလဲတေတာပဲအယောက်30အယောက်40အယောက်50သွားလဲအကုန်လုံးအင်္ဂုလိမာလာလက်ချက်နဲ့တေကုန်တာရှင်ဗျာတဲ့မသွားပါနဲ့ဘာကြောင့်သားတွေစိတ်ကြောင့်သားတွေလက်သမားတွေခရီးသွားတွေကမြတ်စွာဘုရားကိုဝိုင်းတာကြတာဆိုတော့ဘုရားဘာမှမပြောဘူးမသွားဘူးလည်းမပြောဘူးငါဆက်သွားမယ်လို့လည်းမပြောဘူး
ဖခင်ဘာမှမပြောဘူးသူ့ဘာသူခရီးဆက်သွားတာသုံးချိန်တိတိတားကြတယ်မြတ်စွာဘုရားကိုမသွားဘူးပေါ့နော်တောထဲကိုမကြွဘူးအလွန်ကြမ်းကြုတ်ရက်ဆက်တဲ့အင်္ဂုလိမာလာတောထဲမှာရှိတယ်မကြွဘူးတားပြစ်ကြတယ်သုံးချိန်သုံးခါလုံးမြတ်စွာဘုရားဘာမှမတုံ့ပြန်ဘဲနဲ့ခရီးဆက်လာတယ်အဲ့တော့အင်္ဂုလိတောထဲကိုဝင်လာတဲ့မြတ်စွာဘုရားကိုအင်္ဂုလိမာလာနဲ့တွေ့ဟိုမှာယဟန်တစ်ပါးလာတယ်တော့ဖယားလို့မထင်ဘူးအင်္ဂုလိမာလာကပါမယ်ယဟန်တစ်ပါးလို့ပဲထင်တာခေါင်းတုံးထားတယ်သင်္ကန်းပတ်ထားတယ်ဘုရားတို့မြန်မာလူမျိုးတွေကဖယားဆိုလို့ရှိရင်သဒုံးနဲ့မြင်လိုက်တာကိုနော်ဖယားကိုသဒုံးနဲ့ထင်လိုက်တာကိုတကယ်တော့ဖယားဆိုတာယဟန်ပဲလေသင်္ကန်းဝတ်ထားတယ်ဖယားလည်းခေါင်းတုံးထားတာပဲဖယားရဲ့သပင်ကဘလောက်ခြေတယ်လဲလို့မေးရင်လက်နဲ့တက်ပဲနော်လက်နဲ့တက်တဲ့ပုံမချေဘူးဖယားသပင်ကအလဲမှာနည်းနည်းလေးစွတ်စွလေးမုံမုံလေးဖြစ်နေတာပြောမယ်ဆိုရင်ဖယားလည်းကတုံးမဲ့လို့ပြောချင်တာနော်ဖယားလည်းကတုံးမဲ့ဦးဇင်းတို့ဒီသီလင်္ကာနိုင်ငံကရှေးဟောင်းဇေဒီရှေးဟောင်းစင်းလူတော်တွေကိုကြည့်လိုက်မယ်ဆိုရင်သိနိုင်တယ်ဖယားရဲ့ခေါင်းဟာကတုံးပဲစတုံးမပါဘူးစတုံးကဘယ်ကနေပေါ်လာတာလဲဆိုတော့တကယ်တော့ဖယားရဲ့ရောင်ကြည်တော်ဒီခေါင်းတော်ကနေနီလာရောင်ကြည်တော်လို့ခေါ်တဲ့အညိုရောင်ရောင်ကြည်တော်တွေထွက်နေတာပကြီးဆရာတွေကအဲ့ဒီရောင်ကြည်တော်ကိုပုံဖော်တယ်ပကြီးဆရာတွေကအဲ့ဒီရောင်ကြည်တော်ကိုပုံဖော်တဲ့အခါမှာမဲနော်အယောင်နဲ့ခြေသားကြတယ်အဲ့ဒီလိုနဲ့ခေတ်ဆက်ဆက်ပြောင်းလာတဲ့အခါနောက်လူတွေကမသိတော့ဖယားမှာသဒုံးရှိတယ်လို့ထင်ကုန်တာအဲ့တော့ဖယားရှင်မှာသဒုံးမရှိပါဘူးနော်ဖယားဟာလည်းပဲဥစဉ်လို့ယဟန်တွေလိုပဲကတုံးပါပဲဒါကြောင့်တချို့နေရာမှာတိဋ္ဌိတွေကမြတ်စွာဘုရားကိုဆွဆွဲစော်ကားတဲ့အခါမှာယဟန်ကတုံးတတိကတုံးဒီလိုမျိုးမြတ်စွာဘုရားကိုကတုံးဆိုတဲ့နာမည်နဲ့စော်ကားကြတာရှိတယ်အေးကောင်းပြီအခုဒီမှာအင်္ဂုလိမာလာဟာတောထဲကိုဝင်လာတဲ့မြတ်စွာဘုရားကိုလှမ်းမြင်လိုက်တော့တာမယ်ယဟန်တစ်ပါးလိုပဲထင်လိုက်တာဘုရားလို့တော့မသိဘူးတာမယ်ယဟန်တစ်ပါးထင်တာဆိုတော့သူစဉ်းစားတယ်နော်ဒီတောထဲကိုလူတွေမလာရဲဘူးဘလောက်တောင်မလာရဲဘူးလဲဆိုထင်းခုတ်ဖို့တောင်မလာရဲဘူးညှစ်ချိုးဖို့တောင်မလာရဲဘူးအဲ့တော့လူ30 20 30 40 50စုပြီးလာရင်တော့မှငါလက်ချက်နဲ့အကုန်သေးကုန်တာအခုအင်္ဂုလိမာလာကနော်စဉ်းစားတယ်ဒီယဟန်ကပမာမခန့်ငါ့ကိုမလေးမစားတယောက်တည်းလာရဲတယ်ပေါ့သူစဉ်းစားနေတာအရင်ဒီယဟန်ကငါ့ကိုမခန့်တာပဲနော်ငါလူတသမားကိုတော့မခန့်တာပဲတယောက်တည်းလာရဲတယ်ပေါ့အဲ့ဒါနဲ့မြတ်စွာဘုရားနောက်ကိုပြေးလိုက်တော့တာပဲနော်အင်္ဂုလိမာလာကမြတ်စွာဘုရားကိုတတ်ပြီးတော့လက်ညှိုးကိုဖြတ်မယ်ဆိုတော့လိုက်တာမြတ်စွာဘုရားကအဲ့မှာတကိုးနဲ့မလုပ်တယ်လဲဆိုတော့ပုံမှန်အတိုင်းဘုရားကတွားနေတယ်အဲ့ဒါကိုအင်္ဂုလိမာလာအားကိုပြေးလိုက်တာမမီအောင်လုပ်ထားတာတကိုးနဲ့ဘုရားကပုံမှန်ဖြည်းဖြည်းလေးတွားနေတယ်အဲ့ဒါကိုအင်္ဂုလိမာလာကအားကိုပြေးလိုက်တာမမီတကိုးနဲ့လုပ်ထားတယ်အဲ့တော့အားကုန်ပြေးလိုက်လို့မမီတဲ့အခါကျတော့သူလှမ်းပြောတယ်ဟေ့ယဟန်ပေါ့နော်ရက်စမ်းမအောင်ပေါ့ဖယားကိုရက်ဖို့လှမ်းပြောလိုက်တယ်ဟဲ့ယဟန်ရက်စမ်းမအောင်ဆိုတော့မြတ်စွာဘုရားကပြောတယ်ငါကရက်နေတာလေတဲ့ငါကရက်နေတာမင်းသာရက်အမှာတဲ့ဘုရားကအဲ့စကားတခုံးပြောလိုက်တယ်ငါကရက်နေတဲ့သူပဲတဲ့မင်းကမရက်ဘူးတဲ့မင်းကရက်အမှာအဲ့တော့အင်္ဂုလိမာလာစဉ်းစားတယ်ဒီယဟန်ဘာတွေပြောနေတာလို့ငါကမောပြီးတော့မလိုက်နိုင်လို့ရက်နေပြီအဲ့ဒါကိုငါ့ကိုများရက်ဖို့ပြောနေသေးတယ်သူကသွားနေပြီးတော့သူ့ကိုယ်သူရက်နေတယ်လို့ပြောနေတယ်ငါအဆင့်ကျပကြီးဖြစ်နေတာသူကသွားနေပါလေနဲ့သူ့ကိုယ်သူရက်တယ်လို့ပြောတယ်ငါကရက်နေပါလေနဲ့ငါ့ကိုများသွားနေသူလို့ပြောတယ်စကားကပြောင်းပြန်နေဖြစ်နေတာပေါ့နော်အဲ့ဆိုဒီဟာကအဓိပ္ပာယ်တစ်မျိုးရှိရမယ်အဲ့တော့ယဟန်ဆိုတာမလိမ်တတ်ဘူး
တမနာနာမသစ္စာဝါဒီနောဆိုတာယဟန်ဆိုတာမလိမ်တတ်ဘူးအဲ့တော့သူဒီတွားနေပါလေနဲ့ရက်တယ်လို့ပြောတယ်ဆိုတော့မုဒ္ဒဝါဒလို့ဖြစ်နေပြီငါကရက်နေပါလေနဲ့ငါ့ကိုတွားနေတယ်လို့ပြောတယ်ဆိုတော့သူ့ဟာစကားဆန့်ကျင်ဘက်ဖြစ်နေပြီလိမ်လို့ဖြစ်နေပြီအဲ့တော့ယဟန်ဆိုတာမလိမ်ကောင်းဘူးသူလိမ်မာတော့မဟုတ်ဘူးအဲ့တော့အဓိပ္ပာယ်တစ်ခုခုတော့ရှိမယ်ဒီတော့အင်္ဂုလိမာလာကမြတ်စွာဘုရားကိုအခုချိန်ဒီယဟန်တပားလိုပဲထင်နေတာဘုရားလို့သူမသိသေးဘူးဒီတော့မြတ်စွာဘုရားကိုမေးတယ်အရှင်ဘုရားတပည့်တော်မေးပြရစီပေါ့အရှင်ဘုရားကတွားနေပါလေနဲ့အရှင်ဘုရားကိုအရှင်ဘုရားကရက်တယ်လို့ပြောတယ်တပည့်တော်ကရက်နေပါလေနဲ့တပည့်တော်ကိုအရှင်ဘုရားကပြေးသွားနေတယ်လို့ပြောတယ်အဲ့တော့ရက်တယ်ဆိုတာဘာလဲပြေးသွားတယ်ဆိုတာဘာလဲနော်မိကွန်းနှစ်ခုမေးတယ်ရက်တယ်ဆိုတာဘာလဲပြေးတယ်ဆိုတာဘာလဲကဲတရားဓမ္မတွေအင်္ဂုလိမာလာရဲ့မိကွန်းနှစ်ခုကဘာလဲရက်တယ်ဆိုတာဘာလဲပြေးတယ်ဆိုတာဘာလဲတဲ့မိကွန်းနှစ်ခုမေးလိုက်တယ်အင်္ဂုလိမာလာကမြတ်စွာဘုရားကပြောတယ်အဟံထိတောတပ္ပဒါဆိုတာငါကအမြဲတမ်းရက်နေတဲ့သူပဲငါကအမြဲတမ်းရက်နေတာဘာဖြစ်လို့လဲဆိုတော့သဗ္ဗေတုပါဏဘူတေတုနိဒာယထန်တံငါကဘသူအပေါ်မှာမှညှင်းဆဲတက်ဖြတ်ခြင်းလုပ်ကိုမလုပ်ဘူးလေဘုရားတော်မြတ်စွာဘုရားဟာဘယ်ပုဂ္ဂိုလ်ကိုမှညှင်းဆဲခြင်းတက်ဖြတ်ခြင်းဒုက္ခပေးခြင်းလုပ်ကိုလုံးဝမလုပ်ဘူးမေတ္တာတရားနဲ့နေထိုင်တယ်ကရုဏာတရားနဲ့နေထိုင်တယ်မုဒိတာတရားနဲ့နေထိုင်တယ်ဥပေက္ခတရားနဲ့နေထိုင်တယ်ဘသူဆိုဘသူကမှမြတ်စွာဘုရားဒီဒုက္ခမပေးပါဘူးဘသူကမှမငြင်းဆဲပါဘူးဘသူကမှမတတ်ပါဘူးအဲ့လိုငြင်းဆဲခြင်းတက်ဖြတ်ခြင်းကင်းမဲ့စွာနေထိုင်ခြင်းကိုရက်နေသူလို့ခေါ်တယ်ဒါကြောင့်မြတ်စွာဘုရားဟာအမြဲတမ်းရက်နေသူဖြစ်တယ်ပေါ့ဒါရက်နေသူရဲ့အဓိပ္ပာယ်ကိုဦးဇင်းတို့တရားဓမ္မတွေနားလည်ပြီငြင်းဆဲတက်ဖြတ်ခြင်းမရှိရင်ဘာပုဂ္ဂိုလ်လို့ခေါ်မလဲရက်နေသူလို့ခေါ်မယ်နော်ဘသူကမှမတက်ဖြတ်ဘူးဘသူကမှမငြင်းဆဲဘူးပိုးကောင်လေးကအစပွဲစိတ်ကလေးချင်းကလေးကအစမတက်ဘူးမငြင်းဆဲဘူးအဲ့ဒါဟာရက်နေတဲ့ပုဂ္ဂိုလ်ပဲပေါ့နော်မင်းကြတော့မဟုတ်ဘူးလေအသိငယ်တော့မဆောင်စည်းဘူးလူတွေတက်နေတာနဲတာမဟုတ်ဘူးတစ်ထောင်ပြည့်ဖို့တယောက်ပဲကြံတော့တာအဲ့တော့လူတွေဒီလောက်တက်နေတာလေအဲ့ဒါပြေးနေတာပဲပေါ့လူတွေတက်နေတဲ့သူကငရဲမှာပြေးသွားရမယ်တရိစ္ဆာန်ဘဝတွေပိဋကဘဝတွေအပယ်လေးပုံမှာကျင်လည်ရမယ်လေနော်ဒီလိုတက်ဖြတ်နေတဲ့ပုဂ္ဂိုလ်တတ္တဝါတွေကိုညှင်းဆဲတက်ဖြတ်နေတဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပါးမှာပြေးသွားကျင်လည်ရမှာလေဒါကြောင့်တက်ဖြတ်နေတဲ့ပုဂ္ဂိုလ်ဟာပြေးသွားနေတဲ့ပုဂ္ဂိုလ်နော်အဲ့တော့တက်ဖြတ်နေတဲ့ပုဂ္ဂိုလ်ကိုဘာခေါ်မလဲပြေးသွားနေတဲ့ပုဂ္ဂိုလ်ပေါ့ညှင်းဆဲတက်ဖြတ်ခြင်းမရှိရင်ရက်နေတဲ့ပုဂ္ဂိုလ်ညှင်းဆဲတက်ဖြတ်နေရင်ပြေးနေတဲ့ပုဂ္ဂိုလ်အပယ်လေးပုံမှာတဘွားပြီးတဘွားပြေးနေရတာငရဲရောက်လိုက်တရိစ္ဆာန်ဖြစ်လိုက်ပိဋကဖြစ်လိုက်နဲ့ဘုရားတို့စာပေထဲမှာလာတယ်လေလူဘဝကိုရဖို့ခက်တယ်ဆိုတာငရဲကိုရောက်သွားပြီဆိုရင်လူဘဝကိုပြန်ရဖို့ခက်တယ်စဉ်းစားကြည့်ပါနော်ငရဲကလွတ်တာနဲ့လူဖြစ်ပြီလို့မထင်နဲ့ငရဲကြီးတွေပြီးရင်ငရဲလေးတွေရှိသေးတယ်အဲ့ဒီလောက်ထားတဲ့အကုသိုလ်ကံမကုံမချင်းငရဲကြီးတွေမှာခံရပြီးရင်ငရဲလေးတွေမှာတက်ခံရသေးတယ်စဉ်းစားကြည့်နော်အဲ့ဒီငရဲဘုံတွေမှာဖြစ်နေတဲ့များကာလပတ်လုံးအကုသိုလ်တွေဖြစ်နေတာဒေါသတွေဖြစ်နေတာမခံနိုင်ဘူးအဲ့ဒီငရဲထံတွေကိုကျွန်တော်တာမန်လူတွေမှာကကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်နှစ်ခုပဲဖြစ်တာကုသိုလ်နဲ့အကုသိုလ်နှစ်ခုပဲဖြစ်တယ်အဲ့တော့ငရဲဘုံမှာကုသိုလ်ဖြစ်ဖို့အခွင့်အလမ်းကအတော်ခြားတယ်ငရဲဘုံခဏထားပါအောင်ကျွန်တော်လူဘုံမှာတော့မှတချို့အရက်ဒေသမှာကုသိုလ်တွေမလုပ်ဖြစ်ကြအောင်နော်အဲ့တော့ငရဲပြည်ဆိုရင်ပူဆိုးတာပေါ့အဲ့ငရဲဘုံမှာအကုသိုလ်တွေအပေါ်မှာအကုသိုလ်ထပ်ဆင်သွားတာအကုသိုလ်တွေပဲတွေးဖြစ်နေတာ။အဲကြောင့်ငရဲကလွတ်လာတော့ဘယ်ရောက်သွားသလဲဆိုတော့
တရိစ္ဆာန်ဘဝကိုရောက်ပြန်ရောတရိစ္ဆာန်ဘဝမှာလည်းပဲကြီးနိုင်ငယ်ချင်းလေဦးဇင်းတို့မွေတွေဆိုကြည့်ပါလားပဏာတိပါဒလေဖားတွေကိုမျိုးစားနေတာပင်ကူတွေကိုကြည့်ပါလားအကောင်လေးတွေကိုဖမ်းစားနေတာကြီးနိုင်ငယ်ချင်းဘဝတရိစ္ဆာန်ဘဝကအဲ့တော့အာဟုတုကံကြောင့်တရိစ္ဆာန်ဖြစ်တယ်တရိစ္ဆာန်ဘဝမှာထပ်ပြီးတော့အာဟုတုလုပ်တယ်ဆိုတော့ဘလို့လို့ဒီတရိစ္ဆာန်ဘဝနဲ့လွတ်နိုင်အောင်ပါလဲအဲ့တော့အဲ့ဒီအာဟုတုကံကြောင့်ပဲပြန်ပြီးတော့ငရဲပြန်ကြတရိစ္ဆာန်ပြန်ဖြစ်ပိဋ္ဌာဘဝရောက်ဆိုတော့အာဟုတုပြီးရင်အာဟုတုအာဟုတုပြီးရင်အာဟုတုအဲ့ဒီလိုအာဟုတုတွေထက်ကဖြစ်နေတဲ့အတွက်ကြောင့်ငရဲပြီးတရိစ္ဆာန်ပိဋ္ဌာငရဲတရိစ္ဆာန်ပိဋ္ဌာဒီသုံးပုံကိုပဲကျင်လည်နေကြတာငရဲတရိစ္ဆာန်ပိဋ္ဌာလူပုံကိုပြန်ရောက်ဖို့အတော်ခက်တယ်ဒါကြောင့်ဦးဇင်းတို့စာပေထဲမှာမနုဿတ္တဘာဝထုံးလည်းပေါ့လူဘဝရခဲ့တယ်ဆိုတာအဲ့လိုပြောတာလူဘဝရခဲ့တဲ့အဓိပ္ပာယ်ကအဲ့ဒီလိုဆိုလိုတာတချို့ကထင်နေတာကငရဲကြပြီးလွတ်ပြီးရပြီလို့ထင်တာမရသေးဘူးတရိစ္ဆာန်တွေပိဋ္ဌာတွေကြံသေးတယ်အကုသိုလ်ကံမကုန်မချင်းခံရမှာနော်ဒီကောင်းပြီအခုဒီမှာမြတ်စွာဘုရားကပြောတယ်ငါကဘသူကိုမှညှင်းဆဲတက်ဖြတ်ခြင်းမရှိတဲ့အတွက်ကြောင့်အမြဲတမ်းရက်နေသူဖြစ်တယ်မင်းကသာတတ္တဝါတွေကိုညှင်းဆဲတက်ဖြတ်နေတာမို့လို့ပြေးလွှားနေသူဖြစ်တယ်အဲ့တော့ပြေးလွှားနေသူနဲ့ရက်နေသူကိုအဲ့ဒီလိုခွဲခြားရတယ်လို့ရှင်းပြလိုက်တဲ့အခါမှာအင်္ဂုလိမာလာဆိုတာကတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးလေပါရမီရှင်ပဲဖရားရဲ့တရားကိုနားနဲ့သဘောပေါက်သွားမယ်ဟုတ်သားပဲငါဒီလိုသာတက်ဖြတ်နေမယ်ဆိုလို့ရှိရင်ငါဘဝတော်တော်အခြေအနေဆိုးပြီးသဘောပေါက်သွားတာနော်သဘောပေါက်သွားတာချက်ချင်းပဲသဘောပေါက်နားလည်သွားတော့သူ့လက်ထဲမှာရှိတဲ့ဓာတ်တွေလေးတွေများတွေကိုအကုန်လုံးခြောက်ထဲကိုပြစ်ချရှင်ဗျာအဲ့ခါကျမှသူကဖျားမှန်းသိသွားတာငါစီကိုရောက်လာတဲ့ပုဂ္ဂိုလ်ကတာမန်ယဟန်မဟုတ်ဘူးငါရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့ငါ့ကိုကယ်တင်မလို့ကြွလာတဲ့ဖျားပဲဆိုတာကိုအဲ့ဒီမှာအင်္ဂုလိမာလလူသက်သမားကြီးကနားလည်သွားတာအဲ့ဒီမှာမြတ်စွာဘုရားထံမှာဝန်ချတောင်းပန်ပြီးလေးတွေများတွေကိုစွန့်ပြီးတော့ယဟန်ဝတ်ဖို့တောင်းပန်တယ်မြတ်စွာဘုရားကအဲ့ဒီမှာအေဟိဘိက္ခုလို့ခေါ်ပြီးယဟန်ဝတ်ပေးတာအေဟိဘိက္ခုဆိုတာနော်ဦးဇင်းတို့တရားဓမ္မတွေကြားဖို့ကြမယ်ပရိက္ခရာတွေလှူဒန်းပြီးတော့ဆုတောင်းရတယ်နော်သင်္ကန်းလှူဒန်းပြီးတော့ဆုတောင်းဘုရားတဆူဆူရဲ့လက်ထက်မှာအေဟိဘိက္ခုယဟန်ဖြစ်ပါစေလို့ဆုတောင်းရတယ်နှစ်ခုနော်သင်္ကန်းပရိက္ခရာလည်းလှူရမယ်ဆုတောင်းဖို့လည်းလိုတယ်ဆုတော့တောင်းတယ်သင်္ကန်းပရိက္ခရာမလှူရင်လည်းမရအောင်သင်္ကန်းပရိက္ခရာတော့လှူတယ်ဆုမတောင်းရင်လည်းမရအောင်တော့သင်္ကန်းပရိက္ခရာလှူဒန်းပြီးတော့ဆုတောင်းမှသာလည်းရင်အေဟိဘိက္ခုယဟန်ဖြစ်ပါစေလို့ဆုတောင်းမှသာလည်းရင်အေဟိဘိက္ခုယဟန်ဆိုတာဖြစ်တယ်လူတိုင်းကိုအေဟိဘိက္ခုခေါ်လို့မရအောင်သူ့ရဲ့ကုသိုလ်ပါရမီဆုတောင်းကြောင့်ခေါ်လို့ရတာအဲ့တော့အင်္ဂုလိမာလာဒီတန်တရာမှာကျင်လည်စဉ်ကတပိတ်တင်နဲ့ပရိက္ခရာတွေလှူဒန်းပြီးတော့အေဟိဘိက္ခုယဟန်ဖြစ်ပါစေလို့ဆုတောင်းခဲ့မှုတဲ့အတွက်ကြောင့်ဒီတောထဲမှာမြတ်စွာဘုရားကအင်္ဂုလိမာလာကိုအေဟိဘိက္ခုယဟန်လို့ခေါ်လိုက်တယ်အဲ့ဒီမှာချက်ချင်းပဲခေါင်းတုံးပြီးသားဖြစ်သွားတယ်နော်သင်္ကန်းဝတ်ဆင်ထားပြီးသားဖြစ်သွားတယ်တပိတ်သင်္ကန်းတွေအကုန်လုံးရောက်လာတာပေါ့နော်တကိုးနဲ့ရလာတယ်ဖះတကိုးကြောင့်မဟုတ်ပါဘူးသူ့ရဲ့အတိတ်လုံးကလုပ်ခဲ့တဲ့ကုသိုလ်ပါရမီကြောင့်ရလာတဲ့တပိတ်သင်္ကန်းပရိက္ခရာလေးဖြစ်တယ်ပေါ့တပိတ်သွားချနေစရာမလိုသင်္ကန်းသွားချနေစရာမလိုခေါင်းရည်နေစရာမလိုတခါတည်းခေါင်းရည်ပြီးသားသင်္ကန်းဆင်ញံပြီးသားတပိတ်ရွယ်ထားပြီးသားအဲ့ဒါကိုအေဟိဘိက္ခုယဟန်လို့ခေါ်တယ်ဒါနဲ့ပတ်သက်ပြီးဦးဇင်းကမေးခွန်းတွေပေးကြတာရှိတယ်အေဟိဘိက္ခုယဟန်ဆိုတာယဟန်တာဖြစ်မှခေါ်လို့ရတာလားလို့ဆိုတဲ့မေးခွန်းပေးကြတဲ့အခါမှာအခုဒီဇလန်းကိုကြည့်ပါအင်္ဂုလိမာလာဒီဘာတရားမှမရသေးတဲ့ပုထုဇဉ်ပုဂ္ဂိုလ်သားဖြစ်ပါတယ်နော်ပုထုဇဉ်ပုဂ္ဂိုလ်သားဖြစ်တယ်သောတာပန်တော့မဖြစ်သေးပါဘူးအဲ့တော့ပုထုဇဉ်ဖြစ်ပေမဲ့သူ့ရဲ့အတိတ်ကုသိုလ်ကံပါရမီရှိတယ်ဆိုရင်အေဟိဘိက္ခုယဟန်ခေါ်လို့ရတယ်လို့ဦးဇင်းတို့မှတ်သားနိုင်ပါတယ်နော်အဲ့တော့ကုသိုလ်ပါရမီရှိဖို့ပဲလိုတယ်ဘာကုသိုလ်လဲလို့မေးရင်သင်္ကန်းလှူပြီးတော့ဆုတောင်းရမယ်ဦးဇင်းတို့တရားဓမ္မတွေအေဟိဘိက္ခုယဟန်ဖြစ်ရှင်မလုပ်ရမယ်သင်္ကန်းလှူပြီးတော့ဆုတောင်းဖို့လည်းလိုသေးတယ်နော်ဆုမတောင်းရင်လည်းမရအောင်ဘယ်လိုဆုတောင်းရမလဲလို့မေးရင်အေဟိဘိက္ခုယဟန်ဖြစ်ပါစေလို့ဆုတောင်းရမယ်ဘယ်လိုဆုတောင်းရမလဲ
အိဘိက္ခုယဟန်ဖြစ်ပြရစေလို့ဆုတောင်းရမယ်အဲ့ဒီလိုဆုတောင်းမှဘုရားတဆူဆူရဲ့လက်ထက်မှာအိဘိက္ခုယဟန်အခေါ်ခံရမှာဖြစ်ပါတယ်နော်အဲ့တော့အရှင်ကုလိမာနတောထဲမှာပဲမြတ်စွာဘုရားရဲ့အိဘိက္ခုလို့မိန့်မြတ်တော်မူတဲ့အတွက်ကြောင့်ခေါင်းတုံးပြီးသားသင်္ကန်းပရိက္ခရာဆင်မြန်းပြီးသားယဟန်အသွင်ပြောင်းသွားတယ်ဆိုတော့ယဟန်ဖြစ်သွားပြီဆိုပါစို့နော်အရှင်အင်္ဂုလိမာနဖြစ်သွားပြီလူသက်သမားဘဝကနေပြီးတော့သူတော်စင်အင်္ဂုလိမာနဖြစ်သွားပြီနော်ဘုရားနဲ့မတွေ့ခင်အထိဟာလူသက်သမားအရင်အစားဟောဘုရားနဲ့တွေ့သွားတဲ့အခါမှာဘုရားရှင်ရဲ့ဘာတရားကိုနားလိုက်ရတယ်လဲဆိုတော့ပြေးသွားသူနဲ့ရက်နေသူဆိုတဲ့တရားသူတော်ဘာသက်ကိုတတ်နေတဲ့သူဟာပြေးသွားနေတာသူတော်ဘာသက်ကိုတက်ဖြတ်ခြင်းညှင်းဆဲခြင်းမရှိတဲ့ပုဂ္ဂိုလ်ကရက်နေတာဆိုတဲ့ဒီတရားကိုနားလိုက်တဲ့အခါမှာတတိတံတွေကရပြီးတော့လက်နဲ့တွေအားလုံးကိုစွန့်ခွာနော်မြတ်စွာဘုရားထံမှာဝန်ချတောင်းပန်ပြီးတော့ယဟန်အဖြစ်တောင်းပန်ပြီးယဟန်ဝတ်လိုက်တာသူတော်စင်ဖြစ်သွားတာနော်စိတ်ကလေးတစ်ချက်ပြောင်းလိုက်တာနဲ့သူယုံမှနဲ့သူတော်ကောင်းဆိုတာပြောင်းသွားတာဒါဥစ္စာတော့အမြဲတမ်းပြောတယ်လူတယောက်ကိုအမြဲတမ်းသူယုံမှကြီးလို့မတတ်မှနဲ့သူတော်ကောင်းလို့မတတ်မှနဲ့စိတ်ကလေးတစ်ချက်ပြောင်းလိုက်တာနဲ့သူယုံမှသူတော်ကောင်းဆိုတာပြောင်းလဲသွားနိုင်တယ်မနေ့ကသူယုံမှညနေပဲသူတော်ကောင်းဖြစ်ခြင်းဖြစ်သွားနိုင်တယ်မနေ့ကသူတော်ကောင်းညနေပဲသူယုံမှဖြစ်ခြင်းဖြစ်သွားနိုင်တယ်ပုထုဇဉ်ဆိုရင်ပြောတာအရိယာဆိုရင်တော့မပြောင်းတော့ဘူးပေါ့ပုထုဇဉ်ဘဝဟာအချိန်မရွေးပြောင်းလဲသွားနိုင်တယ်သူတော်စင်နဲ့သူယုံမှဟာစက္ကန့်ပိုင်းလေးအတွင်းမိနစ်ပိုင်းလေးအတွင်းမှာပြောင်းလဲသွားနိုင်တယ်ပုထုဇဉ်ဆိုတာကဒါကြောင့်လူတယောက်ကိုအမြဲတမ်းပုံသေးမမှတ်ရအောင်အဲ့ဒီကောင်ကြီးကအယတမမှာမမှတ်နဲ့မနေ့ကအယတမဖြစ်နေပေမဲ့ဒီနေ့တရားသမားဖြစ်ခြင်းဖြစ်နေမှာမနေ့ကလောင်ကစားသမားဖြစ်နေပေမဲ့ဒီနေ့သူတော်ကောင်းဖြစ်ခြင်းဖြစ်နေမှာမနေ့ကလူသက်သမားဖြစ်နေပေမဲ့ဒီနေ့ယဟန္တာဖြစ်ခြင်းဖြစ်နေမှာနော်စိတ်ဟာပြောင်းလဲမှုရှိတယ်လူတယောက်ကိုပုံသေးကြီးဘယ်တော့မှမမှတ်နဲ့အဲ့ဒီကောင်ငယ်တုန်းကဘလို့အချင်းပုတ်တာမမှတ်နဲ့ကြီးလာရင်ပြောင်းလဲသွားနိုင်တာပဲဘာလို့ဦးဇင်းတို့စီမှာတန်ဃာတော်တွေအများကြီးရှိတယ်တန်ဃာကျော်800ကျော်ရှိတယ်ကလေးလေးတွေနော်နေရက်ကရောက်လာတယ်စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်တွေလည်းပါတယ်စိတ်ထားညံ့တဲ့ပုဂ္ဂိုလ်တွေလည်းပါတယ်ပြုပြင်ဆုံးမရင်လည်းကောင်းသွားတာပဲနော်တချို့လည်းမကောင်းတဲ့သူတွေလည်းရှိတယ်လေကောင်းပြုပြင်သွားတဲ့ပုဂ္ဂိုလ်လည်းအများကြီးပဲဒါကြောင့်ပုံတင်မှတ်လို့မရဘူးဟာအဲ့ဒီကိုရင်ကအရင်တော့ကဘယ်လိုဆိုတာပါလို့မမှတ်နဲ့နော်ဆရာကောင်းသမားကောင်းတွေရဲ့ပြုပြင်မှုဆုံးမမှုတွေကြားနိုင်ရတဲ့အခါမှာရှင်ကောင်းရဟန်းကောင်းဘဝကိုပြောင်းလဲသွားနိုင်တာပဲလေဒါကြောင့်ဥစ္စာတရားဓမ္မတွေနဲ့ဘယ်ပုဂ္ဂိုလ်ကိုမှပုံသိမှတ်မနေနဲ့အခုအင်္ဂုလိမာလာသည်ဖယားနဲ့မတွေ့ခင်အထိလူသက်သမားကြီးလှုပ်တော့ကြမ်းတမ်းတယ်လောဟိတပါနေလက်ထက်မှာတွေးဆုံးနေတဲ့ပုဂ္ဂိုလ်ဟတ္တပါဟာတေနိဝိထောအမြဲတမ်းလူသက်ဖို့ပဲစိတ်ညွတ်နေတဲ့ပုဂ္ဂိုလ်အတ္တယဘယ်တော့တပ္ပပါဏဘူးတဲ့သူတတ္တဝါတွေအပေါ်မှာတနာခြင်းလုံးဝမရှိတဲ့ပုဂ္ဂိုလ်ဖယားနဲ့မတွေ့ခင်အထိဖယားနဲ့တွေ့တဲ့အခါကျတော့အစိမ့်မရှိတဲ့မွေလို့နော်လုံးဝပြောင်းသွားတယ်ဒါဒီအချိန်လေးအချိန်ဥလိမာနတိဘာတရားမှမရသေးဘူးဖယားရဲ့ပြေးသွားခြင်းတရားနဲ့ရက်တန်ခြင်းတရားနှစ်ပုဂ္ဂိုလ်ပဲနာပြီးတော့တတိတံဝေကရပြီးတော့လက်နဲ့တွေဆွန့်ခွာရဟန်းဝတ်နေတာပဲရှိတာဘာတရားမှတော့မရသေးဘူးအဲ့ဒီလိုနဲ့မြတ်စွာဘုရားကအရှင်အင်္ဂုလိမာနကိုပစ္စာသမဏအနေနဲ့တပိတ်သင်္ကန်းတွေကိုကင်ခိုင်းပြီးတော့တာဝဋ္ဌိမြေကိုကြွဇေတဝန်ကျောင်းမှာတည်င်းသုံးနေတဲ့အချိန်ပေါ့နော်အဲ့ဒီမှာတာဝဋ္ဌိပြည်ကမြို့သူမြို့သားတွေကကောသလမင်းကြီးစီမှာသွားပြီးဆန္ဒပြတယ်ဒီနေ့ခေတ်လိုပဲဆန္ဒပြတယ်ဆိုတော့ဒီဘက်ခေတ်မှာရှိတာမဟုတ်ဘူးရှေ့ခေတ်ကတည်းကရှိတယ်ဘုရင်ငန်းတော်ရှိမှာဆန္ဒပြတယ်နော်သူတို့ရဲ့အလိုဆန္ဒကိုထုတ်ဖော်တာကိုဆန္ဒပြတယ်လို့ခေါ်တာကိုဘာဆန္ဒပြတယ်လဲဆိုတော့အရှင်မင်းကြီးတဲ့တို့နိုင်ငံထဲမှာအင်္ဂုလိမာနလို့ခေါ်တဲ့လူသက်သမားကြီးရောက်နေတယ်လူသက်သမားကြီးရှိနေတယ်သူ့ကြောင့်ရွာတွေပျက်စီးကုန်ပြီမြို့တွေပျက်စီးကုန်ပြီသူ့ကြောင့်လူတွေအများကြီးသေချေပျက်စီးကုန်ပြီအဲ့ဒါအရှင်မင်းကြီးတားမြစ်ပေးပါဖမ်းဆီးပေးပါနော်ဘုရင်နန်းတော်ရှိမှာလူအုပ်ကြီးကစွစွညံညံနဲ့သွားပြီးတော့ဆန္ဒထုတ်ပေါ်ကြအဲ့တော့ရှေ့ခင်တော့ကဘုရင်တွေရဲ့သဘောတရားကတိုင်းသူပြည်သားတွေရဲ့ဆန္ဒကိုအလေးထားတယ်အဲ့တော့ရှင်မင်းကမနေနိုင်မနေတာဘူးလေပြည်သူလူထုတွေကနန်းတော်ရှိမှာသူတို့ရဲ့ဆန္ဒကိုထုတ်ပေါ်နေပြီဆိုတော့ဒီမတိုက်လို့မရတော့အဲ့တော့ကဲအဲ့ဒါဆိုလည်းငါဖမ်းပေးရတာပေါ့သူကိုယ်တိုင်ပဲအင်္ဂုလိမာနကိုဖမ်းမယ်ဆိုပြီးတော့ထွက်လာတယ်ဒါပေမဲ့သူကကြောက်တယ်အင်္ဂုလိမာနကိုကြောက်တယ်ဘယင်ဖြစ်တယ်မှကြောက်တယ်ဘာဖြစ်လို့လဲဆိုတော့တော်လေးကိုလူ10 20 30 40 50သွားရင်လည်းအကုန်လုံးသေးကုန်တာအင်္ဂုလိမာနကဘယ်လောက်ထိစွမ်းသလဲဆိုတော့ပြေးသွားနေတဲ့
စင်ကိုလည်းသူဖမ်းနိုင်တယ်ပြေးသွားနေတဲ့မြင်းကိုလည်းသူဖမ်းပြီးတတ်နိုင်တယ်အဲ့လောက်ထိကိုအင်္ဂုလိမာလကစွမ်းတယ်အင်အားကြီးတယ်ပြေးနေတဲ့မြင်းကိုလည်းလိုက်ဖမ်းနိုင်တယ်ပြေးနေတဲ့စင်ကိုလည်းသူဖမ်းနိုင်တယ်အဲ့တော့ဘယင်ကိုယ်တိုင်လည်းကြောက်တယ်အင်္ဂုလိမာလအဲ့တော့သူကအင်္ဂုလိမာလတယောက်တည်းကိုဖမ်းဖို့အတွက်မြင်းတက်900ခေါ်သွားတာဘယ်လောက်ကြောက်တယ်လဲဆိုတာအင်္ဂုလိမာလတယောက်တည်းကိုဖမ်းဖို့မြင်းတက်900ခေါ်သွားတာဒါပေမဲ့ तू မသွားရဲဘူးမြင်းတက်900ပါလဲ तू ကြောက်နေတော့မယ်အဲ့တော့ तू ဘယ်လိုစဉ်းစားသလဲဆိုတော့ငါမသွားရင်လေလူတွေငါ့ကိုကြက်ရမှာဘယင်ငါကြောက်လို့ပြောခံရမှာလူတွေကဆန္ဒပြနေပြီငါမသွားမဖမ်းလို့မရတော့ဘူးအဲ့တော့သွားဖမ်းရင်လည်းဒီမှာကြောက်တယ်ဘယင်ဘဝကဖြစ်နေတာသွားဖမ်းရင်လည်း तू ဒီမှာကြောက်တယ်မသွားပြန်ရင်လည်းပြည်သူလူထုကသူ့ကိုဆန္ဒပြနေပြီအဲ့တော့လည်း तू ကဘာအကြံရတယ်လဲဆိုတော့မြတ်စွာဘုရားသွားကြော်ဦးမယ်အင်္ဂုလိမာလကိုတော်တဲ့ကိုသွားမဖမ်းခင်တော့အင်္ဂုလိမာလယဟန်ဝတ်နေတာ तू မသိသေးဘူးအင်္ဂုလိမာလယဟန်ဝတ်တာကိုမသိသေးဘူးတော်တဲ့မှာပဲထင်းနေတာအဲ့တော့ तू ကဘာစဉ်းစားသလဲဆိုတော့မြတ်စွာဘုရားကိုသွားကြော်ဦးမယ်မြတ်စွာဘုရားကိုသွားကြော်လို့ရှိရင်မြတ်စွာဘုရားဆိုတာတန်တရာအတွက်ကိုဆုံးမတယ်တန်တရာအတွက်သာဆုံးမတာမဟုတ်ဘူးဒီပစ္စုပန်ဘဝကောင်းစားရေးကိုပါမြတ်စွာဘုရားကလမ်းညွှန်ပေးတယ်ဒါလည်းတတိဥစ္စနမှတ်သားစရာပဲတချို့ကပြောတယ်ဗုဒ္ဓဘာသာဆိုတာနော်တန်တရာအတွက်ပဲအာကိုးစရာရှိတယ်ပစ္စုပန်ဘဝတဲ့ဘာမှအာကိုးစရာမရှိဘူးလို့ဖြစ်ပြကြတယ်မဟုတ်ပါဘူးဥစ္စနပိဋကတ်သုံးပုံထဲမှာလေတန်တရာမှာကျင်တဲ့အခါမှာဘယ်လိုလုပ်ကြရမလဲနိဗ္ဗာန်ရောက်အောင်ဘယ်လိုလုပ်ကြရမလဲလို့ညွှန်ကြားတယ်လို့ပစ္စုပန်ဘဝမိသားစုကိစ္စတွေစီးပွားရေးကိစ္စနိုင်ငံရေးကိစ္စတွေမှာဘယ်လိုလုပ်ကင်ကြရမလဲဘယ်လိုစိတ်ထားရမလဲဆိုတာကအစဥစ္စနဟောကြားထားတာလည်းအများကြီးရှိပါတယ်ဒါကြောင့်ဥစ္စနတရားဓမ္မတွေမှတ်ထားရမှာကတို့ဗုဒ္ဓမြတ်စွာဘုရားနော်နိဗ္ဗာန်ရောက်ကြောင်းတရားတစ်ခုတည်းကိုဟောခဲ့တာမဟုတ်ဘူးလောကကြီးပွားရေးတရားကိုလည်းဟောခဲ့တယ်လို့မှတ်ရမယ်နော်မြတ်စွာဘုရားဒီတမလွန်ဘဝကောင်းစားရေးကိုသာဟောတာမဟုတ်ဘူးပိဿုပန်ဘဝလက်ရှိဘဝကောင်းစားရေးကိုလည်းမြတ်စွာဘုရားဟောတယ်ဒါကြောင့်ဗုဒ္ဓဘာသာကိုအဲ့လိုနားလည်ရမှာတချို့ကအဲ့ဒါဟာဗုဒ္ဓဘာသာဆိုတာတန်တရာအတွက်ပဲကောင်းပါတယ်ပိဿုပန်ဘဝဘာမှအားကိုးမရဘူးပြောတာမဟုတ်ပါဘူးနော်ဒါကိုကောသလမင်းကသဘောပေါက်တယ်အဲ့တော့မြတ်စွာဘုရားဆိုတာတန်တရာအတွက်လည်းဆုံးမတယ်လို့ပိဿုပန်ဘဝကောင်းစားရေးလည်းဆုံးပါတယ်အဲ့တော့အခုအင်္ဂုလိမာလကိုငါကဖမ်းဖို့ထွက်လာပြီအင်္ဂုလိမာလကိုဖမ်းဖို့ထွက်လာတော့အကယ်၍ငါကအင်္ဂုလိမာလကိုဖမ်းနိုင်တယ်ဆိုရင်တော့ဘုရားကဘာမှပြောမှာမဟုတ်ဘူးငါကအင်္ဂုလိမာလကိုမဖမ်းနိုင်ဘူးငါဒုက္ခရောက်မဲ့အနေအထားရှိတယ်ဆိုတော့ဘုရားငါ့ကိုတားမှသိချတယ်တော့ဘုရားကိုအားကိုးလိုက်တာအဲ့တော့ဘုရားကငါ့ကိုတားတယ်ဆိုလို့ရှိရင်ဟန်ကြပြီဩဖယားတားလိုက်လို့ तू မဖမ်းဘူးပေါ့နော် तू ကတော့ဖမ်းဖို့သွားခဲ့တယ်ဒါမြတ်စွာဘုရားရဲ့တားမြင်မှုကြောင့် तू မသွားဖြစ်လိုက်ဘူးပေါ့ပြည်သူကိုအကြောင်းကြားလို့ရပါပြီဖယားတားလို့ तू မသွားတာပါလို့ तू ကဖယားကိုကာဖာယူလို့ရပါပြီတကယ်တော့ तू မသွားခြင်းပါသူ့တဘောနဲ့ तू မသွားဘဲနေပြောခံရမှာလေအဲ့တော့ဖယားကိုကာဖာယူထားလိုက်တာအဲ့ तू အင်္ဂုလိမာလကိုဖမ်းနိုင်မယ်ဆိုရင်ဖယားဘာမှပြောမှာမဟုတ်ဘူးမဖမ်းနိုင်ဘူးဆိုရင်ငါ့ကိုဖယားတားမှာပဲဒါကြောင့် तू ကအင်္ဂုလိမာလကိုဖမ်းဖို့သွားရင်းနဲ့လမ်းမှာဇေဒုံအကြောင်းထဲကိုဝင်ပြီးတော့ဖယားကိုကြော့နောက်ကလည်းစင်တက်ဒီမြင်းတက်ပေါ့နော်မြင်းတက်900ပါလာလူကြီးအများကြီးပါလာတော့ဘုရားကလည်းမေးတာကောသလမင်းကြီးပေါ့နော်ဘလို့ဘယ်ကိုစစ်တိုက်ဖို့သွားမှာတော့ဟိုမာကရတိုင်းဘယင်ဖြစ်တဲ့ဗိမိတာရမင်းနဲ့စစ်တိုက်မှာလားဟိုဝေသာလီမင်းတွေနဲ့စစ်တိုက်မှာလားတခြားစန့်ကျင်ဘက်ဘယင်တွေနဲ့စစ်တိုက်ဖို့သွားမှာလားပေါ့စစ်တဲ့အုပ်ကြီးကအများကြီးပါလာတာပေါ့ရှင်ဘုရားတဲ့တပည့်တော်ဘသူနဲ့မှစစ်မတိုက်ဘူးအင်္ဂုလိမာလလို့ခေါ်တဲ့လူသမားကြီးကိုဖမ်းဖို့ထွက်လာတာလူသမားကိုဖမ်းဖို့ထွက်လာတာဘုရားကပြေးတယ်နေအောင်နဲ့တစ်ခုလောက်မေးပြရစီအောင်အကယ်၍များပေါ့အင်္ဂုလိမာလလူသမားကြီးဟာခေါင်းတုံးပြီးသင်္ကန်းဝတ်ထားမယ်ဆိုပါစို့မြတ်စွာဘုရားကစကားလေးခံလိုက်တယ်နော်အင်္ဂုလိမာလဟာခေါင်းတုံးပြီးသင်္ကန်းဝတ်ထားမယ်သူတစ်ပါးသက်ကိုလည်းမတတ်တော့ဘူးသူများဥစ္စာကိုလည်းမခိုးတော့ဘူးလိန်ညာပြောဆိုခြင်းလည်းမလုပ်တော့ဘူးမြတ်သောခြင်းကိုကျင့်နေမယ်ဆိုရင်တက္ကရာမင်းကြီးဘာလုပ်မလဲဘုရားကမတိကျဆောင်ပြီးတော့မေးခွန်းလေးမေးလိုက်တယ်ဆိုလိုချင်တာကအင်္ဂုလိမာလတာယဟန်ဝတ်နေမယ်ဆိုရင်ဘယင်အနေနဲ့ဘာလုပ်မလဲဆိုတာဖမ်းပါလားအင်္ဂုလိမာလယဟန်ဝတ်နေဘယင်ဘာလုပ်မလဲပေါ့
ဆိုတော့အရှင်ဘုရားတဲ့အင်္ဂုလိမာလာကတကယ်ယဟန်ဝတ်နေတယ်ဆိုရင်တပည့်တော်ကချစ်ခိုးရမှာပေါ့တဲ့နော်ချစ်ခိုးရမယ်ခရီးကြိုးစုံရမယ်သင်္ကန်းဆုံးချောင်းစီပစ္စည်းလေးပါးနဲ့တပည့်တော်ကပစ္စည်းလေးပါးတကားအဖြစ်နဲ့ခံယူရမှာပေါ့ဒါမှလည်းရှင်ဘုရားနဲ့မဖြစ်နိုင်ပါဘူးလေအဲ့လိုလူသက်သမားတယောက်ကဘလို့လို့ဘုန်းကြီးဝင်မှာလဲထင်သေးတာနော်လူသက်သမားတယောက်ကဘလို့လို့ဘုန်းကြီးဝင်နိုင်မှာလဲဒါကြောင့်ဦးဇင်းခုနကပြောပါတယ်သူယုံမှနဲ့သူတော်ကောင်းဆိုတာစက္ကန့်ပိုင်းလေးပဲစောစောကသူယုံမှအခုသူတော်ကောင်းဖြစ်သွားနိုင်တာပဲဒါပေမဲ့သောတနာမင်းကြီးကမယုံနိုင်ဘူးဒီလိုလူသက်သမားတယောက်ကဘုန်းကြီးဝတ်ပြီးတော့သူတော်ကောင်းဖြစ်နေတယ်ဆိုတာကိုသူလက်မခံနိုင်ဘူးဒါကြောင့်အရှင်ဘုရားတဲ့အင်္ဂုလိမာလာကတကယ်ဘုန်းကြီးဝတ်နေတယ်ဆိုရင်တပြည့်တော်သူ့ကိုချစ်ဖို့မယ်ပစ္စည်းလေးပါးတကားခံမယ်ပစ္စည်းလေးပါးဖိတ်မယ်ဒါမှလည်းမဖြစ်နိုင်ပါဘူးရှင်ဘုရားဆိုတော့မြတ်စွာဘုရားကညာဘက်လက်ကိုဆန့်ပြီးတော့လက်ညှိုးလေးထိုးလာတယ်ဘေးနားမှာအင်္ဂုလိမာလာရှိတယ်ဒါ तू မသိဘူးနော်မြတ်စွာဘုရားဘေးနားမှာအရှင်အင်္ဂုလိမာလာရှိတယ်ဘယင်မသိဘူးဘယင်မမြင်ဘူးအင်္ဂုလိမာလာမြတ်စွာဘုရားကညာဘက်လက်ဆန့်ပြီးတော့ဟောဒီမှာအင်္ဂုလိမာလာဆိုတာ तू ပဲလို့မြတ်စွာဘုရားကအရှင်အင်္ဂုလိမာလာဘက်ကိုလက်ညှိုးထိုးပြီးပြောလိုက်တော့ဘယင်ကြက်သိန်းဝင်းကြီးထလာတာနော်အင်္ဂုလိမာလာကိုဖမ်းမယ်ဆင်ဖမ်းမယ်ကြားဖမ်းမယ်ဆိုတဲ့လာတဲ့ဘယင်ဟောဒီယဟန်ဟာအင်္ဂုလိမာလာပါလို့ပြောလိုက်တဲ့အခါမှာကြက်သိန်းဝင်းကြီးတွေထလာတာလူတိုင်းမြင်တယ်ဘယင်ကြက်သိန်းဝင်းကြီးထတာကြောက်လန့်နေတာအောင်ဒါမြတ်စွာဘုရားကပြောတယ်ဘယင်မကြောက်ပါနဲ့အခုချိန်မှာအင်္ဂုလိမာလာဒီဘသူ့ကိုမှဒုက္ခမပေးတော့ပါဘူးသူ့ကြောင့်ဘသူမှဒုက္ခမရောက်တော့ပါဘူးအင်္ဂုလိမာလာဟာသူတော်စင်သူတော်ကောင်းဖြစ်နေပါပြီဆိုတော့ပြောလိုက်တဲ့အခါကျမှဘယင်အကြောက်ပြေသွားတာနော်တကယ်အင်္ဂုလိမာလာကိုလည်းတွေ့ရောဘယင်ကြောက်တာပဲလေဆိုတော့မြတ်စွာဘုရားပြောလိုက်မှအကြောက်တရားပြေပြီးအရှင်အင်္ဂုလိမာလာစီကိုသွားအရှင်ဘုရားအရှင်ဘုရားတကယ်ပဲအင်္ဂုလိမာလာသူမယုံနိုင်သေးဘူးနော်လူသက်သမားတယောက်ကဘုန်းကြီးဝတ်ပါတယ်ဆိုတော့မယုံနိုင်ဖြစ်နေတာနော်မယုံနိုင်ဖြစ်နေတာဒါဓမ္မတာတစ်ခုပဲသူယုံမှာဘဝနေသူတော်ကောင်းကြောင်းတာကိုလက်ခံနိုင်ဖို့ခက်ကြတာဒါလောကရဲ့ဓမ္မတာတစ်ခုပဲအဲ့ဒါသူမယုံနိုင်တော့မေးတယ်အရှင်ဘုရားတကယ်ပဲအင်္ဂုလိမာလာလားဟုတ်တယ်တဲ့ငါကတကယ်အင်္ဂုလိမာလာအစ်စ်ပဲအဲ့တော့အင်္ဂုလိမာလာဆိုတဲ့နာမည်ကတကယ်တော့ကောင်းတဲ့နာမည်မဟုတ်ဘူးလေသူ့ရဲ့လူသက်လောက်ရက်ကိုအကြောင်းပြုပြီးတော့ခေါ်ထားတဲ့နာမည်အဲ့တော့ तू မခေါ်ရဲတော့အင်္ဂုလိမာလာဆိုတဲ့နာမည်ကို तू မခေါ်ရဲတော့မကောင်းဘူးလေအဲ့နာမည်ကဟုတ်တယ်မြန်မာလူမျိုးတွေကနှုတ်ကြိုးလို့ဒါအင်္ဂုလိမာလာခေါ်နေတာတကယ်တော့အဲ့ဒါမခေါ်သင့်ဘူးနော်အင်္ဂုလိမာလာတော့မခေါ်သင့်ဘူးဘာလို့ကောင်းတဲ့နာမည်မဟုတ်ဘူးလူသက်ပြီးလက်ညှိုးတွေကိုဖြတ်ပြီးတော့ပိုင်းကုန်းလို့တီးကုန်းထားတဲ့ဟာမကောင်းတဲ့နာမည်အဲ့ကြောင့်ဘယင်ကအဲ့ဒီနာမည်ကိုဆက်မခေါ်ရဲတော့မခေါ်ချင်တော့အဲ့ဒါဘာမေးတယ်ဆိုတော့အရှင်ဘုရားတဲ့အရှင်ဘုရားရဲ့အဖေမျိုးရိုးအမေမျိုးရိုးကိုပြောပါငါအဖေကခက်ခါလို့ခေါ်တယ်ငါအမေကမန္တာလီလို့ခေါ်တယ်အဖေနာမည်နဲ့အမေမျိုးရိုးပြောပြတယ်အဖေမျိုးရိုးအမေမျိုးရိုးကိုပြောပြတယ်အဖေကခက်ကအမေကမန္တာလီအဲ့တော့ဘယင်ကနာမည်ပြောင်းခေါ်လိုက်တယ်မန္တာလီပုံလေးမရဲ့သားနော်အရှင်ဘုရားခက်ကနာမည်ပြောင်းခေါ်လိုက်တယ်အင်္ဂုလိမာလာလို့ तू မခေါ်တော့ဘူးမခေါ်တဲ့တော့ဘူးပေါ့နော်ဒီနာမည်ကို तू မခေါ်တဲ့တော့ဘူးဒါကောင်းတဲ့နာမည်မဟုတ်ဘူးဒါကြောင့် तू ကနာမည်ပြောင်းပြောလိုက်အရှင်ဘုရားမန္တာလီပုံလေးမရဲ့သားဖြစ်တဲ့အရှင်ဘုရားခက်ကအရှင်ဘုရားကိုတပည့်တော်ချစ်ခိုးပါတယ်သင်္ကန်းဆွမ်းကြောင်းစီပစ္စည်းလေးပါဖိတ်မှန်ခြောက်ထားပါတယ်သူ့စကားအတိုင်းဂတိတည်တယ်ပေါ့နော်အင်္ဂုလိမာလာကိုတွေ့ရင် तू ချစ်ခိုးမယ်ပစ္စည်းလေးပါဖိတ်မှန်မယ်လို့ဘုရားကိုခြောက်ထားခဲ့တာဆိုတော့သူ့စကားအတိုင်းပဲဂတိတည်တယ်ပစ္စည်းလေးပါမြတ်စွာဘုရားကိုဒီအရှင်အင်္ဂုလိမာလာကိုဖိတ်မှန်ခြောက်ထားပြီးတော့သူ့မှာပါလာတဲ့အဘုတ်ကိုချက်ချင်းပဲချွတ်ပြီးတော့လှူလိုက်တယ်အရှင်အင်္ဂုလိမာလာကိုချွတ်ပြီးတော့လှူတယ်အရှင်အင်္ဂုလိမာလာလက်မခံအောင်ဘာဖြစ်လို့လဲဆိုတော့အရှင်အင်္ဂုလိမာလာကဒူတင်ကျင့်တွေကိုကျင့်တယ်သူတို့ဒကာမတွေကြားဖို့မယ်ဒူတင်ဆိုတာကိလေသာတွေကိုဖျက်ဆီးတဲ့ကျင့်စဉ်73ခုအဲ့ဒါကိုအရှင်အင်္ဂုလိမာလာကျင့်တယ်သင်္ကန်းနဲ့ပတ်သက်တဲ့ဒုတင်2ခုရှိတယ်တိစီဝရိတ်ဒုတင်လို့ခေါ်တယ်သင်္ကန်း3ထည်အရှင်အင်္ဂုလိမာလာသင်္ကန်းအပူမထားဘူးနှစ်ထပ်သင်္ကန်းခန္ဓာကိုယ်အပေါ်မှာဝတ်တဲ့ဧကတိကိုယုံသင်္ကန်းခါအောက်ပိုင်းမှာဝတ်တဲ့သင်္ပိုင်အဲ့ဒါကိုသင်္ကန်း3ထည်လို့ခေါ်တယ်3စုံမဟုတ်ဘူးနော်3စုံနဲ့3ထည်မတူ3စုံဆိုလို့ချင်း6ထည်ဖြစ်ပါမှာဟိုက3ထည်ပဲ
ခါဖို့သင်္ပိုင်ရဲ့အပေါ်မှာဝတ်တဲ့ဧကတိရဲ့ကိုယုံရဲ့နှစ်ထပ်သင်္ကန်းရဲ့သင်္ကန်းသုံးထည်ပဲအပူမထားဘူးနောက်ပန်းတကူသင်္ကန်းဆိုတာပန်းတကူထုတင်တက္ကရာမတွေလှူတဲ့သင်္ကန်းကိုမဝတ်ဘူးလှုပ်ပြထားတဲ့ပိဿာတွေကိုကောက်အမိုက်ပုံတွေတင်းချိုင်းတွေလမ်းတွေမှာဆွန့်ပစ်ထားတဲ့ပိဿာတွေကိုကောက်ချော်ဖုတ်ပြီးတော့စေဆိုချုပ်ဆက်ပြီးတော့ဝတ်တာပန်းတကူသင်္ကန်းအဲ့တော့တက္ကရာမတွေလှူတဲ့သင်္ကန်းကိုဝိယုံသုံးဆွဲခြင်းမရှိဘူးဒါကြောင့်ဘယင်ကသူ့လှူတဲ့အဝတ်ကိုအရှင်အင်္ဂလိပ်မှာလက်မခံသူကဒူတင်ခြင်းကိုကျင့်နေတာမို့လို့ဒူတင်73ပါးလုံးကိုကျင့်တယ်နော်သင်္ကန်းဒုတင်နှစ်ခုသင်္ကန်းသုံးထည်နဲ့နေတဲ့ဒုတင်ဇုံတက္ကရာမတွေအလွန်ကျင့်စရာကောင်းတယ်နော်သင်္ကန်းနဲ့ပတ်သက်ပြီးလောဘမဖြစ်အောင်မြတ်စွာဘုရားကကျင့်ခိုင်းတာပန္တကူဒုတင်သင်္ကန်းအပေါ်မှာအတွေ့အထိသင်္ကန်းရဲ့ဘယ်သားလေးကကောင်းတယ်ဘယ်သားလေးကမကောင်းဘူးဒီအတွေ့အထိပေါ်မှာတာယာတဲ့စိတ်မဖြစ်အောင်ပန္တကူသင်္ကန်းဒုတင်ဆောင်ကြတာနောက်တစ်ခါစွန်းဒုတင်၅မျိုးရှိတယ်ပိန်တပတ်ဒုတင်ဆိုတာဆုံးခံပြီးဖုံးတာတက္ကရာမတွေခြံကြီးခြံငယ်နဲ့ကျောင်းမှာလာကတ်တာကိုမဖုံးဒါကဝီနည်းနဲ့မဆိုင်ဘူးတော့ဒါကဒါကြောင့်ဆုံးခံစားမှယဟန်ဖြစ်တယ်ဆုံးခံမစားရင်ယဟန်မဖြစ်ဘူးမထင်နဲ့ဒါကဒုတင်အကျင့်အနေနဲ့ပြောပြတာအဲ့တော့ခြံကြီးခြံငယ်နဲ့လာပို့တာကိုမစားဘူးဆုံးခံပြီးတော့ဖုံးတယ်အဲ့ဒါကိုပိန်တပတ်ဒုတင်လို့ခေါ်တယ်နောက်ဆုံးခံတဲ့ခါမှာလည်းအိမ်ကိုကြော်မသွားဘူးအစဉ်အတိုင်းရက်တယ်တပ္ပဒါနဒုတင်လို့ခေါ်တယ်တအိမ်ပြီးတအိမ်အစဉ်တိုင်းရက်သွားတယ်ဟာဟိုအိမ်ကဆုံးမလောင်ဘူးဟိုအိမ်ကလောင်တယ်အဲ့ဒီအိမ်ကိုကြော်ခွတော့အဲ့လိုမျိုးအိမ်တွေကိုကြော်ပြီးမသွားဘူးတအိမ်ချင်းရက်ပြီးတော့သွားတယ်အဲ့ဒါကိုတပ္ပဒါနဒုတင်လို့ခေါ်တယ်ဆုံးခံတဲ့ဒုတင်က2ခုဆုံးစားတဲ့ဒုတင်ကတော့3ခုရှိတယ်ပတ္တပိုင်ဒုတင်လို့ခေါ်တယ်တပိတ်တစ်ခွက်ထဲနဲ့စားတာဆုံးတွေရောဆုံးရင်းတွေရောအချိုပွဲတွေရောတတိတွေရောအားလုံးတပိတ်ထဲမှာထည့်စားတာတခြားခွက်တွေကိုမနိုင်တော့တစ်ခွက်ထဲပဲစားတာကိုပတ္တပိုင်ဒုတင်ခေါ်တယ်မြန်မာလူမျိုးတွေခေါ်နေတာမှားနေတာရှိတယ်တက္ကရာမတွေအဲ့ဒါပြင်တဲ့တယ်နော်မြန်မာတွေပြောနေတာဘက်လက်ပိုင်လို့ပြောနေတာအဲ့ဒါအမှားကြီးဘက်လက်ပိုင်ဒုတင်မဟုတ်ဘူးပတ္တပိုင်ဒုတင်တက္ကရာမတွေနှုတ်ချိုးနေတာပြင်လိုက်ရအောင်ဘက်လက်ပိုင်လားပတ္တပိုင်လားပတ္တပိုင်ဒုတင်တပိတ်တစ်ခွက်ထဲမှာထည့်စားတာဟိုခွက်ဒီခွက်မနိုင်တော့နော်ကျွတ်ကဘက်လက်ပိုင်းဆိုပြီးတော့တပိတ်ထဲမှာအကုန်မှွေစားရမယ်ထင်နေတာမှွေချင်းမမှွေချင်းကအဓိကမကြပါဘူးမှွေမှမဟုတ်ပါဘူးတပိတ်ထဲမှာတစ်ခွက်တည်းဖြစ်ဖို့အရေးကြီးတယ်တပိတ်ထဲကိုစားဖို့လက်နဲ့လိုက်ပြီဆိုတာနဲ့နောက်ထပ်ဘယ်ခွက်ကောင်မှဆက်ပြီးတော့မနိုင်တော့ဘူးနောက်ထပ်ခွက်တွေကိုလိုက်ပြီးတော့နိုင်နေသေးတယ်ဆိုရင်အဲ့ဒါပတ္တပိုင်ဒုတင်ပြတ်သွားပြီနော်ဘက်လက်ပိုင်းမဟုတ်ဘူးနော်ပတ္တပိုင်ဒုတင်နောက်တစ်ခါဧကတနိဒုတင်ဆိုတာရှိတယ်တထိုင်လေးပဲဆုံးဖုံးပေးတာနေရမရွေ့ဘူးတထိုင်ထဲမှာပဲအပီးစားတာထားလိုက်ပြီဆိုရင်မစားတော့ဒါကိုဒီနေ့ခေတ်ကြတော့ဘာခေါ်လဲတစ်ထက်ဆုံးလို့ခေါ်ကြတယ်ဟာဒီဦးစင်းကတစ်ထက်ဆုံးဖုံးတာဒီဆရာတော်ကတစ်ထက်ဆုံးဖုံးတာတနေ့ကိုတစ်ချိန်ပဲစားတယ်ပေါ့နေရရွေ့သွားပြီးထားလိုက်ပြီဆိုရင်မစားတော့အဲ့ဒါကိုဧကတနိဒုတင်လို့ခေါ်တယ်နောက်တစ်ခုကျတော့ခလုပစ္စာဒုတင်လို့ခေါ်တယ်ဆုံးဖုံးပေးနေတဲ့အချိန်မှာတက္ကရာမတွေကနောက်ထပ်လာလောင်းပေးတယ်ထည့်တယ်နော်တပိတ်ထဲမှာလာထည့်ရတယ်လက်ခံလို့ရတယ်တော်ပြီမစားတော့ဘူးလို့ညင်းလိုက်တယ်လာကက်တာကိုမစားတော့ဘူးလို့ညင်းလိုက်တယ်အဲ့လိုညင်းပြီးပြီဆိုလို့ချင်းနော်နောက်ထပ်လက်မခံတော့ဘူးနော်မစားတော့ဘူးလို့ညင်းပြီးတဲ့အနောက်ပိုင်းမှာတပိတ်ထဲမှာရှိတာကိုပဲစားတယ်နောက်ထပ်လက်မခံတော့အဲ့ဒါကိုခလုပစ္စာဒုတင်လို့ခေါ်တယ်ပယ်မိပြီးတဲ့နောက်ပိုင်းမှာထပ်မစားတော့တဲ့ဒုတင်ကိုခလုပစ္စာဒုတင်လို့ခေါ်တယ်ဒါကအချင်းချုပ်ပြောပြတာနော်အကျေဆိုရင်တော့နည်းနည်းအချိန်ကြာသွားမှာဆိုတော့နောက်တစ်ခါနေစရာနဲ့ပတ်သက်ပြီးတော့၅ခုရှိတာတောမှာနေတယ်အရိညကင်ဒုတင်လို့ခေါ်တယ်တောထဲမှာနေတာရှစ်ခေတ်တုန်းကဘုန်းကြီးကျောင်းတော်တော်များများကတောထဲမှာပဲနောက်ပိုင်းမြို့တွေကချက်လာတော့ကျောင်းတွေကမြို့ထဲရွာထဲကိုရောက်ကုန်ကြတာတကယ်တော့ဘုန်းကြီးကျောင်းတွေဆိုတာလူသူကင်းစိတ်တဲ့တောအရက်ဒေသမှာပြင့်လျော်တယ်ပေါ့စာကျဲရတာလည်းတိတ်ဆိတ်တယ်တရားထုတ်ရတာလည်းတိတ်ဆိတ်တယ်တိတ်ဆိတ်နေတဲ့တောထဲမှာပဲနေကြတာယဟန်တော်တွေကမြို့တွေရွာတွေကတိုးချက်လာလို့ဒါကျောင်းတွေကရွာနဲ့မြို့နဲ့ညီးကုန်ကြတာအဲ့တော့အရိညကင်ဒုတင်ဆိုတာတောမှာနေတဲ့ဒုတင်ပေါ့နောက်တစ်ခါတောထဲမှာလည်းပဲတပင်အောက်မှာပဲနေတယ်ကျောင်းမှာမနေဘူးရုက္ခမူဒုတင်လို့ခေါ်တယ်တပင်အောက်မှာပဲတရင်သုံးတယ်
ကျောင်းပေါ်မှာတရင်မသုံးရုပ်ခမှုတူတင်ကျင့်လို့ခေါ်တယ်နောက်တစ်ခါလွင်တီးကောင်တပင်အောက်မှာလည်းမနေဘူးကွင်းပြင်ထဲမှာနေတာအဲ့ဒါကမိုးရာသီမရဘူးပေါ့နော်တပင်အောက်မှာနေတဲ့အကျင့်နဲ့ကွင်းပြင်ထဲမှာနေတဲ့အကျင့်ကမိုးရာသီမရဘူးဆောင်းလေးလားနဲ့ຫນွေလေးလား7လပဲကျင့်လို့ရတယ်မိုးရာသီဆိုရင်တော့ရဟန်းတော်တွေရဲ့ဝီနီးအရာကဝါဆိုကျောင်းဆိုတာရှိရတယ်ဝါဆိုကျောင်းမှာဝါမဆိုရင်ရဟန်းတော်တွေမှာအာဘတ်တင်တယ်အဲ့တော့ဒူတင်ကျင့်ဒီတပင်အောက်မှာကျင့်တဲ့အကျင့်နဲ့ကွင်းပြင်မှာကျင့်တဲ့အကျင့်ဒီနှစ်ခုတည်း8လပဲကျင့်လို့ရတယ်မိုးလေးလားကျင့်လို့မရအောင်နောက်တစ်ခါတုတ်တံမှာနေတဲ့အကျင့်သိဆိုင်မှာနေတဲ့အကျင့်တုတ်တံဒူတင်လို့ခေါ်တယ်နောက်တစ်ခါယထာတရတိဒူတင်ဆိုတာရှိသေးတယ်နေရာခြားထားရေးတာဝန်ခံပုဂ္ဂိုလ်ကအရှင်ဘုရားဘယ်နေရာမှာနေပါလို့နေရာချလိုက်ကြီးမများဘူးချပေးတဲ့နေရာမှာနေတယ်ဟာဒီเจ้าကြီးကစုံနေတယ်မနေဘူးဟိုဘက်เจ้าပြောင်းမယ်ဟာဒီเจ้าကကြဘိုးတွေပေါ်တယ်ချင်းတွေကြိုက်တယ်ဟိုဘက်เจ้าပြောင်းမယ်အဲ့လိုမျိုးကြီးမများဘူးကောင်းကောင်းဆိုးဆိုးတာဝန်ရှိတဲ့ပုဂ္ဂိုလ်ချထားပေးတဲ့เจ้าမှာနေတယ်เจ้าဆောင်ကိုကြီးမများဘူးအဲ့ဒါကိုယထာတရတိဒုတင်လို့ခေါ်တယ်နောက်ဆုံးတစ်ခုကတော့နိတ္တိစိတ်ဒုတင်လို့ခေါ်တယ်ကြောမခင်းတဲ့ဒုတင်လို့ကြားဖို့ရမယ်ပေါ့နော်ကြောမခင်ဘူးဘယ်နေရာရောက်ထိုင်ပြီးတော့နေတယ်ထိုင်ပြီးတော့ကျိန်းတယ်အိပ်ရင်လည်းထိုင်ပြီးကျိန်းတယ်ထိုင်ပြီးအိပ်တယ်ကြောမခင်တဲ့တူတယ်အဲ့ဒါကိုနိတ္တိစိတ်တူတယ်လို့ခေါ်တယ်ဒါတွေကကိလေသာတွေကိုခေါင်းပေါက်အောင်ကျင့်တဲ့အကျင့်တွေအရှင်အင်္ဂုလိမာနကအဲ့ဒီ73ပါးလုံးကိုကျင့်တယ်ဒါကြောင့်ဘယင်ကလှူတဲ့သင်္ကန်းအဝတ်ကိုလက်မခံဘူးတခါတော့မင်းကြီးတဲ့ပြည့်စုံပြီတဲ့အလိုမရှိဘူးလို့ညင်းလိုက်တယ်ဒီတော့အရှင်အင်္ဂုလိမာနကိုရှ िख ိုးကြော့ပြီးတော့မြတ်စွာဘုရားစီကိုပြန်လာအရှင်ဘုရားတဲ့အံ့ဩဖို့ကောင်းလိုက်တာတပည့်တော်တို့ဆိုလို့ရှိရင်ဒုတ်တွေဓာတ်တွေလှန်တွေနဲ့အင်္ဂုလိမာနကိုဖမ်းဖို့တတ်ဖို့ကြိုးစားတာမရဘူးအင်္ဂုလိမာနဟာဂျိုင်းဆိုင်တယ်ကြမ်းတမ်းတယ်ဒုတ်ဓာတ်တွေလှန်တွေနဲ့နော်ဆုံးမဖို့ကြိုးစားတယ်ဖမ်းဖို့ကြိုးစားတာတော့မရဘူးတဲ့မရင်ကျေးဘူးအခုမြတ်စွာဘုရားကဒုလည်းမပါဘူးဓာလည်းမပါဘူးအံ့ဩဖို့ကောင်းလိုက်တာဘယ်လိုများဆုံးမလိုက်တာလဲဟိုကျွန်တော်လောကမှာမရင်ကျေးတဲ့သူတွေကိုရင်ကျေးအောင်ဆုံးမတဲ့နေရာမှာအတန်ဆုံးအမျက်ဆုံးဂုဏ်တော်တစ်ပါးဘုရားဂုဏ်တော်9ပါးထဲမှာအနုတ္တရောပုရိသဓမ္မတာရတိဘာဂုဏ်တော်လဲဆိုကြည့်ပါဦးမရင်ကျေးတဲ့သူတွေကိုရင်ကျေးအောင်ဆုံးမတဲ့နေရာမှာဘုရားထက်တာတော်တဲ့ပုဂ္ဂိုလ်မရှိဘူးအလွန်အဆုံးမတော်တယ်နော်ဆုံးမတဲ့နေရာမှာအတော်ဆုံးအသာဆုံးမြတ်စွာဘုရားဒုတ်မပါပါဘူးဓာမပါပါဘူးနော်ဘုရားရှင်ကမေတ္တာနဲ့ပဲဆုံးမတယ်ဒါကြောင့်ဥစ္စနုသာသနာတော်ကိုဓမ္မဝိနည်းသာသနာလို့ခေါ်တယ်ဘာသာသနာလို့ခေါ်လဲဓမ္မဝိနည်းသာသနာဆရာတော်ကြီးတွေကဘာသာပြန်တယ်ဒုတ်ဓာမပါတရားသဖြင့်ဆုံးမရာသာသနာဒုတ်ဓာမပါတရားသဖြင့်ဆုံးမရာသာသနာပြန်ပြောကြည့်ပါဦးအခုဘယင်ပြောနေပြီနော်အင်္ဂုလိမာနကိုသူတို့စူးစမ်းနေတာမရဘူးဒုတ်တွေဓာတ်တွေလှန်နေနဲ့မရဘူးအခုမြတ်စွာဘုရားဘာဒုတ်မှမပါဘူးဘာဓာတ်မှမပါဘူးမေတ္တာနဲ့နိုင်သွားတာအင်္ဂုလိမာနကိုဘာနဲ့နိုင်သွားတာလဲမေတ္တာနဲ့နိုင်သွားတာအင်္ဂုလိမာနကိုမြတ်စွာဘုရားမေတ္တာနဲ့နိုင်သွားတာဒါကြောင့်ဘယင်ကအံ့ဩနေတာနော်အံ့ဩနေတာအဒန္တာနဲ့ဓမေတာမရင်ကျေးတာကိုရင်ကျေးအောင်ဆုံးမတာအံ့ဩစရာကောင်းလိုက်တာအတန္တာနဲ့သမေတာမငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ကိုငြိမ်းချမ်းအောင်ဆုံးမတာအံ့ဩစရာကောင်းလိုက်တာအပရိနိဗ္ဗုတာနဲ့ပြိနိဗ္ဗာန်ပေတာကိလေသာမခြုံငိမ့်တဲ့ပုဂ္ဂိုလ်တွေကိုခြုံငိမ့်အောင်ဆုံးမတာအံ့ဩစရာကောင်းလိုက်တာဒီကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကိုပူဇော်တဲ့အခါမှာဓမ္တောသောဘဂဝါဓမ္မထာယဓမ္မံဒေတိတိနော်သောဘဂဝါထိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဓမ္တောရင်ကျေးတော်မူပါပေ၏နော်ဓမ္မထာယဓမ္မံဒေတိတိကိုယ်တိုင်ရင်ကျေးတယ်လို့ဓမ္မထာယတတ္တဝါတွေရင်ကျေးဖို့အတွက်ဓမ္မံဒေတိတိတရားကိုဟောကြားတော်မူတယ်အဲ့တော့ဖယားတရားဟောတယ်ဆိုတာဓမ္မထာယဓမ္မံဒေတိတိတတ္တဝါတွေယဉ်ကျေးဖို့အတွက်ဟောတာဖယားတရားဟောတာဘာလို့ဖို့တတ္တဝါတွေယဉ်ကျေးဖို့ဟောတာ
ဦးဇင်းတို့တရားဓမ္မတွေတစ်ခေါက်လိုက်ဆိုလိုက်ဗုဒ္ဓထံတော်သောဘဂဝါဓမ္မထာယဓမ္မံဒေသေတိထံတော်သောဘဂဝါဓမ္မထာယဓမ္မံဒေသေတိထံတော်သောဘဂဝါဓမ္မထာယဓမ္မံဒေသေတိမြန်မာလူကတော့ကိုယ်တိုင်ယဉ်ကျေးတော်မူပြီးတော့ယဉ်ကျေးဖို့အတွက်တရားဓမ္မကိုဟောကြားတော်မူတယ်ဒါဥစဉ်တို့တရားဓမ္မတွေရောယဟန်တန်ဃာတော်တွေရောတတိထားစရာနံပါတ်1ကိုယ်တိုင်ယဉ်ကျေးအောင်လုပ်ရမယ်ဥစဉ်တို့တရားဓမ္မတွေကိုယ်တိုင်မလုပ်ရမလဲကိုယ်တိုင်မယဉ်ကျေးဘဲနဲ့သူများကိုယဉ်ကျေးအောင်လုပ်မယ်ဆိုရင်ဖြစ်နိုင်ပါမလားအဲ့တော့နံပါတ်1ကိုအရင်ဆုံးယဉ်ကျေးအောင်လုပ်ခေါင်းဆောင်တွေအရေးကြီးတယ်လူကြီးတွေအရေးကြီးတယ်မိသားစုတစ်ခုမှာကိုသားသမီးတွေကိုဆုံးမတော့မယ်နော်အဖေကိုယ်တိုင်ကရိုင်းနေတယ်အမေကိုယ်တိုင်ကရိုင်းနေတယ်ဟဲ့ငါသားမဆဲနဲ့ပြောလို့ရမလားအတုမြင်အတက်တင်လေအဖေကဆဲနေတယ်အမေကရိုင်းနေတယ်ဆိုရင်အဲ့ဒီသားသမီးလည်းဘာဖြစ်သွားမလဲရိုင်းသွားမှာပဲပေါ့အဲ့တော့ကိုသားသမီးကိုလိမ္မာယဉ်ကျေးတဲ့သားသမီးဖြစ်စေချင်တယ်ဆိုရင်မိဘကိုယ်တိုင်ကဘာဖြစ်ရမလဲယဉ်ကျေးရမှာပေါ့မြတ်စွာဘုရားကအဲ့ဒီလမ်းစဉ်သွားတာနော်ထံတော်သောဘဂဝါဓမ္မထာယဓမ္မံဒေသေတိကိုယ်တိုင်ယဉ်ကျေးတယ်ပြီးမှတတ္တဝါတွေယဉ်ကျေးဖို့တဲ့မြတ်စွာဘုရားတရားဓမ္မကိုဟောကြားတာအဲ့တော့ဘုရားရဲ့ဒီပိဋကတ်သုံးပုံတရားဆိုတာယဉ်ကျေးဖို့အတွက်ဟောကြားထားတဲ့တရားတွေပဲပေါ့ဒါကြောင့်ဦးဇင်းတို့ဘုရားရဲ့တရားတော်တွေကိုလေ့လာလေးလေးသင်ယူလေးလေးမိမိတို့ရဲ့စိတ်ဓာတ်တွေကဘာဖြစ်သွားရမလဲယဉ်ကျေးသွားရမှာဖြစ်ပါပဲတရားဓမ္မတွေနော်တရားနာပြီးတော့စိတ်ကြမ်းတွေဝင်နေပါတယ်ဆိုရင်အဲ့ဒီတရားမှန်လားမှားလားဘုရားတရားဆိုတာဂျိုင်းဆိုင်စေတဲ့တရားလားယဉ်ကျေးစေတဲ့တရားလားယဉ်ကျေးစေတဲ့တရားပါအဲကြောင့်တရားများများနာလေးလေးစိတ်ထားတွေဟာယဉ်ကျေးလေးလေးဖြစ်ရမယ်ပေါ့ဒါကြောင့်ဦးဇင်းတို့မိထွေးတော်ဂေါတမီကိုဟောတဲ့တရားတစ်ခုရှိတယ်မိထွေးတော်ဂေါတမီကဘိက္ခုနီဝတ်ပြီးတဲ့အခါမြတ်စွာဘုရားကို၆တယ်မြတ်စွာဘုရားတပည့်တော်ကိုတရားအချင်းချုပ်လေးတစ်ပုဒ်လောက်ဟောပေးပါမိထွေးတော်ဂေါတမီက၆တယ်တရားချင်းချုပ်ဟောပေးပါဆိုတော့မြတ်စွာဘုရားကဘာပြောတယ်လဲဆိုတော့အေးဒီတရားကိုကြင်ကြံအားထုတ်ကြည့်ပါနော်တရားတစ်ခုကိုကြင်ကြံအားထုတ်ကြည့်လို့လိုက်နာကြည့်လို့ကိုယ်တန်တန်မှာလောဘဒေါသတွေတိုးနေတယ်ဆိုရင်နော်အဲ့ဒီလမ်းစဉ်ကိုလိုက်လို့လောဘဒေါသတွေတိုးနေတယ်ဆိုရင်အဲ့ဒါတရားအတုလို့မှတ်လိုက်တယ်ဒီလမ်းစဉ်ကိုလိုက်လို့ဒီကျင့်စဉ်ကိုကျင့်လို့လောဘဒေါသတွေနည်းသွားပါတယ်ဆိုရင်အဲ့ဒါဟာတရားအစစ်ပဲမှတ်လိုက်တယ်တရားအတုနဲ့တရားအစစ်ခွဲခြားနည်းဘာခွဲခြားနည်းလဲနော်အဲ့တော့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာကိရိတာတိုးစေတဲ့တရားလားကိရိတာငြိမ်းစေတဲ့တရားလားအေးအဲ့တော့မြတ်စွာဘုရားရဲ့လမ်းစဉ်ကိုအမြဲခံပြီးတော့ကိလေသာတွေတိုးနေပါတယ်ဆိုရင်အဲ့ဒါလမ်းစဉ်အတုဖြစ်သွားပြီဘုရားရဲ့လမ်းစဉ်အစစ်မှန်ရင်ကိလေသာတွေငြိမ်းရမှာဖြစ်တယ်လောဘဒေါသတွေတဖြည်းဖြည်းနဲ့နည်းသွားရမှာကုန်သွားရမှာဖြစ်ပါတယ်နော်ဘုရားလမ်းစဉ်အကြောင်းမြတ်စွာဘုရားကအဲ့ဒါပြောတာတရားအတုနဲ့တရားအစစ်ကိလေသာနည်းသွားရင်ကိလေသာကုန်သွားရင်အဲ့ဒါတရားအစစ်ပဲကိလေသာတွေတိုးနေတယ်နော်ပို့ပြီးတော့များလာတယ်ဆိုရင်တော့အဲ့ဒါဟာတရားအတုပဲဒါမြတ်စွာဘုရားကမိထွေးတော်ဂေါတမီကိုဟောတဲ့တရားအေးကောင်းပြီအခုနော်ကောသလမင်းကြီးကမြတ်စွာဘုရားကိုပြောနေတာအံ့ဩစရာကောင်းလိုက်တာမယဉ်ကျေးသူကိုယဉ်ကျေးအောင်ဆုံးမနေတဲ့အံ့ဩစရာကောင်းတယ်ဒါကြောင့်ဥစ္စံတို့ခုနကပူဇော်ခဲ့တယ်ဓံတော်သောဘဂဝါဓမ္မထာယဓမ္မံဒေသေတိဆိုကြည့်ပါဦးနောက်တစ်ပုဒ်ဆိုကြည့်မယ်တန်တော်သောဘဂဝါသမထာယဓမ္မံဒေသေတိတန်တော်သောဘဂဝါသမထာယဓမ္မံဒေသေတိတန်တော်သောဘဂဝါသမထာယဓမ္မံဒေသေတိဆိုကြည့်ပါဦးတို့ဓာန်တော်ဆိုတဲ့နေရာမှာတန်တော်စကားလေးပြောင်းလိုက်ရုံပဲတန်တော်ဆိုတာငြိမ်းချမ်းတာတန်တော်ဆိုတာဘာလဲငြိမ်းချမ်းပါဗျာအဲ့တော့တန်တော်သောဘဂဝါ
မြတ်စွာဘုရားဟာကိုယ်တိုင်ငြိမ်းချမ်းတယ်တမထာယဓမ္မံဒေတိတိငြိမ်းချမ်းဖို့အတွက်တရားဟောတာလက်လာပါရဖို့မဟုတ်ဘူးပစ္စည်းလေးပါပေါ်များဖို့မဟုတ်ဘူးအထင်ကြီးစေခြင်းလို့တရားဟောတာမဟုတ်ဘူးငြိမ်းချမ်းဖို့အတွက်တရားဟောတာမလုပ်ဖို့တရားဟောတယ်အဲ့တော့ဦးဇင်းတို့ဖျားလမ်းစဉ်ဆိုတာတန်တော်သောဘဂဝါကိုယ်တိုင်ဘာဖြစ်ရမလဲကိုယ်တိုင်ငြိမ်းချမ်းရမှာဖြစ်တယ်ကိုယ်တိုင်ငြိမ်းချမ်းတယ်လို့သူများကိုလည်းငြိမ်းချမ်းအောင်လုပ်ရမှာဖြစ်တယ်ပေါ့တန်တော်သောဘဂဝါသမထာယဓမ္မံတေတိတိနော်နောက်ဆုံးတစ်ခုပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာယဓမ္မံတေတိတိပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာယဓမ္မံတေတိတိပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာယဓမ္မံတေတိတိဆိုကြည့်ပါဦးအဲ့တော့ပြိဋိဘုတောဆိုတာကိလေသာချုပ်ငြိမ်းသူလို့အဓိပ္ပာယ်ရတယ်အဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားဒီပြိဋိဘုတောကိလေသာတွေကိုယ်တိုင်ချုပ်ငြိမ်းတော်မူတယ်ပြိဋိဘာယကိလေသာချုပ်ငြိမ်းဖို့အတွက်ဓမ္မံဒေတိတိတရားဟောတယ်ဘုရားတရားဟောခြင်းဒီဘာတွေချုပ်ငြိမ်းဖို့အတွက်လဲကိလေသာချုပ်ငြိမ်းဖို့အတွက်တရားဟောခြင်းဖြစ်တယ်သုံးခုပေါ့နော်မငြိမ်းချမ်းတဲ့သူတွေကိုယဉ်ကျေးစေဖို့တရားဟောပါတယ်မငြိမ်းချမ်းတဲ့သူတွေကိုငြိမ်းချမ်းစေဖို့တရားဟောပါတယ်ကိလေသာတွေချုပ်ငြိမ်းဖို့အတွက်ဥစ္စာဘုရားတရားဟောပါတယ်ကောသလမင်းကြီးကနော်အံဟောစရာကောင်းလိုက်တာမယဉ်ကျေးသူတွေကိုယဉ်ကျေးအောင်ဆုံးမနိုင်တာအံဟောစရာကောင်းတယ်ဒုတ်လည်းမပန်ထားလည်းမပန်ဘလူများဆုံးမလိုက်တာလေအံအောင်လုံးလို့အံအောင်လုံးအဲ့ဒါနဲ့ပဲရှင်ဘုရင်ကမြတ်စွာဘုရားကိုချင်းမန်းစကားတွေပြောပြီးတော့ရှင်ဘုရားတဲ့တပည့်တော်ကအလုံးများတယ်ပြန်လိုက်အောင်မယ်တော့ကောသလမင်းကြီးမြတ်စွာဘုရားကိုရှိခိုးကြော့ပြီးတော့ပြန်ပြီပေါ့အဲ့တော့အရှင်အင်္ဂုလိမာလဆုံးခံကြွတယ်နော်ဆုံးခံကြွတယ်ဆုံးခံကြွရင်တနေ့မှာဘာလဲဆိုတော့မိမဖွားနိုင်တဲ့မျိုးသမီးကိုဝင်အရက်အမှန်နဲ့ဒုက္ခတွေရောက်ပြီးတော့ဖိုက်တွေအောက်ပြီးတော့ညီးတွားနေတဲ့အတန်ကိုကြားတယ်ဆုံးခံသွားရင်လည်းဒီချိန်လေးအရှင်ကုလိမာလာယဟန္တာမဖြစ်သေးပါဘူးတောတာပန်တော့မဖြစ်သေးဘူးပုထုဇဉ်ပဲရှိသေးတယ်ဆုံးခံကြွားရင်းနဲ့ကိုဝင်တဲ့အမျိုးသမီးတူရဲ့ညီးတွားတန်တွေကြားလာတော့စိတ်မကောင်းတနာတဲ့ကရုဏာစိတ်တွေဖြစ်လာပြီကြည့်တော့သူတော်ကောင်းတော့အစောတုန်းကတော့ပြောတယ်အတ္တရာပန်တော့ပါဏဗုတေတုလူတသမဘဝတုန်းကအင်္ဂုလိမာလာဆိုတာတတ္တဝါတွေအပေါ်မှာတနာခြင်းလုံးဝမရှိတဲ့ပုဂ္ဂိုလ်ပဲလို့ပြောကြတာအခုယဟန်ဝင်လိုက်တဲ့အခါကျတော့ကိုဝန်တဲ့အမျိုးသမီးရဲ့ညီးတွားအော်ဟစ်တန်ကိုကြားပြီးတော့တနာစိတ်တွေဖြစ်နေတာတတ္တဝါတွေပြင်ပန်းဆင်းရဲလိုက်တာတနာစိတ်တွေဖြစ်နေတာကရုဏာဆိုတာဒုက္ခိတတတ္တဝါအပေါ်မှာဖြစ်ရတယ်ဦးဇင်းတို့မနေ့ကလည်းဦးဇင်းတို့ကျောင်းတိုင်းမှာတပည့်တွေကိုဩဝါဒပေးတယ်တနေ့ရပေါ့နော်ဒီကိုမလာခင်တနေ့တပည့်တွေကိုဩဝါဒပေးတယ်စုတ်ကပ်ကာလမှာလေဒီနေ့ခေတ်ကတဖြည်းဖြည်းနဲ့လူတွေဒေါသတွေအာကြီးလာတယ်အိတ်တာမစ္စရိယတွေအာကြီးလာတယ်ဒုက္ခိတတတ္တဝါဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမြင်ရကြားရပါလေနဲ့ကရုဏာမဖြစ်ကြတော့ဘူးဦးဇင်းတို့ဓမ္မစိုးတရား၄ပါးထက်မှာကရုဏာတရားဆိုတာတစ်ခုပါတယ်ကရုဏာဆိုတာတဏှာတာဘလုံးပုဂ္ဂိုလ်တွေကိုမြင်ရကြားရရင်တဏှာတယ်လဲဆိုတော့ဒုက္ခိတတတ္တဝါဆင်းရဲရောက်နေတဲ့ပုဂ္ဂိုလ်တွေဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမြင်ရရင်ကြားရရင်စိတ်ထဲမှာတဏှာတဲ့စိတ်တွေဖြစ်နေတာနော်ဒုက္ခိတတတ္တဝါကိုမြင်ရကြားရရင်ဘာဖြစ်ကြလဲတဏှာတဲ့စိတ်ဖြစ်တယ်နော်ဒီနေ့ခေတ်ကအဲ့လိုမဟုတ်တော့ဆင်းရဲရောက်နေတဲ့ပုဂ္ဂိုလ်တွေဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမြင်ပေမဲ့ကြားပေမဲ့ကရုဏာစိတ်တွေကင်းလာကြပြီကောင်းတယ်သိပါစေမြန်မြန်သေးအေးတာပဲဆိုကရုဏာစိတ်တွေမဖြစ်တော့လူတယောက်ကားအက်ဆီဒန့်ဖြစ်ဆုံးသွားတယ်တေသွားရင်ကောင်းတယ်အဲ့ဒီကောင်သေးပါစေမမြင်ခြင်းဘူးမကြားခြင်းဘူးဆိုတော့ကြည်စမ်းလူတယောက်တေဆုံးသွားပြီလားအဲ့ဒါကိုကရုဏာစိတ်မဖြစ်ဘူးတဏှာတဲ့စိတ်မဖြစ်ဘူး
နော်ဝမ်းသာတဲ့စိတ်တွေဖြစ်နေတာဒကာဒကာမတွေသူများဒုက္ခရောက်နေတာကိုတနာရမှာလားဝမ်းသာရမှာလားတနာရမှာလေဝမ်းသာမှာမဟုတ်ဘူးအဘိဓမ္မာသဘောတရားအရဆင်းရဲဒုက္ခရောက်နေတဲ့တတ္တဝါတွေကိုမြင်ရရင်ကြားရရင်တနာတဲ့စိတ်ကလေးတော့ဖြစ်ရမှာဗုဒ္ဓဘာသာတွေကရုဏာစိတ်ဖြစ်ရမှာဒီနေ့ခေတ်ကဆုံးကကာလဆိုတော့ဆင်းရဲရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမြင်ရရင်ကြားရရင်ကုညီမဲ့အစားတနာမဲ့အစားနော်ဝမ်းသာစိတ်တွေဖြစ်နေတာမကောင်းဘူးလေထိုနည်းတူစွာပဲဦးဇင်းတို့တစ်ဖက်သူကြီးပွားနေတာအောင်မြင်တာကိုဝမ်းမြောက်ဝမ်းသာစိတ်မုဒိတာဖြစ်ရမှာကိုမဖြစ်ဘဲနဲ့မစ္စရိယတွေဖြစ်နေတာမနာလိုမှုတွေဖြစ်နေတာမကောင်းဘူးလေနော်အဲ့တော့မုဒိတာဖြစ်ရမှာကိုမဖြစ်နိုင်ဘူးကရုဏာဖြစ်ရမှာကိုမဖြစ်နိုင်ဘူးအဲ့ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးပေါ့ကောင်းတဲ့လက္ခဏာမဟုတ်ဘူးအရှင်အကုလိမာလာဒီလူတသမဘဝတော့ကဘသူ့ကိုမှမတနာဘူးသူတက်တဲ့ထက်မှာကလေးတွေလည်းပါတယ်အရှင်အကုလိမာလာလူကြီးတွေလည်းတက်တယ်မိန်းမတွေလည်းတက်တယ်ကလေးတွေလည်းအကုန်တက်တယ်မတနာဘူးကလေးတွေကတောင်းမမှန်နဲ့ကဲပါအောင်အော်ဟိနေပြီမဲ့တပ်လိုက်တာပဲတပ်ဖြတ်တဲ့စိတ်ကအားကြီးနေတော့တနာတဲ့စိတ်ကလုံးဝပြောက်နေတာဟောအခုယဟန်ဝင်လိုက်တဲ့အခါမှာစိတ်ကလုံးဝပြောင်းသွားတယ်အင်္ဂုလိမာလာဟုတ်ပါမလားလို့တော့တန်တရားဖြစ်စရာကောင်းတော့အောင်စိတ်ကလုံးဝပြောင်းသွားတယ်သင်္ကန်းရဲ့အစွမ်းတော့ဒါကြောင့်ဦးဇင်းတို့ကျောင်းတိုင်းမှာသင်္ကန်းလာဖို့တဲ့ပုံကိုယ်တွေကိုပြောတယ်ယူနီဖောင်းပြောင်းလိုက်လို့ရှိရင်ဒီအဝတ်စားတွေလဲလိုက်ပြီးသင်္ကန်းဝတ်လိုက်ပြီလူဘဝကစိတ်ကိုလည်းပဲပြောင်းလိုက်ပါအဝတ်အစားပြောင်းရုံနဲ့မပြီးဘူးနော်စိတ်ကိုပါပြောင်းဖို့လိုတယ်အဝတ်စားတွေကိုတော့ချွတ်လိုက်ပြီးသင်္ကန်းတော့ဝတ်လိုက်ပြီးစိတ်ကမပြောင်းဘူးဒီတိုင်းပဲဖြစ်နေတယ်လူဘဝကအတိုင်းပဲမာနတွေကြီးနေမယ်ဒေါသတွေကြီးနေမယ်အိတ်တာမစ္စည်းတွေအားကြီးနေမယ်မဖြစ်ဘူးဒါကြောင့်အဝတ်အစားပြောင်းတယ်လို့ကိုယ့်ရဲ့မကောင်းတဲ့စိတ်နေစိတ်ထားတွေကိုလည်းပြောင်းလဲရမယ်အခုအင်္ဂုလိမာလာပြောင်းလာမပြောင်းဘူးလားတပ်ဖြတ်လို့တဲ့စိတ်တွေကနေကရုဏာစိတ်ကိုပြောင်းလာတာကြီးခေါင်းတိုင်းဆိုရင်ကလေးလူကြီးတွေမိန်းမတွေကဲပါယူပါအော်နေတာကိုတော့မတနာဘူးအခုကိုဝင်တဲ့မျိုးသမီးအော်ဟစ်နေတာကိုကြားပြီးတော့သူ့မှာကရုဏာစိတ်တွေဖြစ်နေတာဖြစ်တင်လားမဖြစ်တင်ဘူးလားအေးဦးဇင်းတို့ဗုဒ္ဓရဲ့အဘိဓမ္မာဒေသနာတော်အရဆင်းရဲဒုက္ခရောက်နေတာကိုမြင်ရကြားရရင်ဘာဖြစ်တဲ့လဲကရုဏာဖြစ်တဲ့တယ်မြန်မာလိုပြောရင်တနာတဲ့စိတ်ဟာဖြစ်တဲ့တယ်ပေါ့အခုအရှင်အင်္ဂုလိမာလာပုထုဇဉ်တော့လူတသမဘဝကနေသူတော်ကောင်းဘဝကိုပြောင်းသွားပြီးပုထုဇဉ်မှရှိသေးတယ်သင်္ကန်းကိုပြောင်းလိုက်တာနဲ့စိတ်နေစိတ်ထားမှာပြောင်းသွားတယ်အမျိုးသမီးကညီးသွားတန်ကိုကြားပြီးတော့ဆုံးခံရင်ကြားတော့တနာစိတ်တွေဖြစ်ပြီးတော့ဆုံးခံပြန်လာမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဒီနေ့ဆုံးခံသွားရင်းနဲ့အမျိုးသမီးတစ်ယောက်ရဲ့ညီးသွားတန်ကိုကြားခဲ့တယ်ကိုဝင်မမွေးဖွားနိုင်ဘူးကိုဝင်အရင်အမှန်နဲ့ကလေးမမွေးနိုင်လို့အော်ဟစ်တန်ကြားခဲ့တယ်တနာလိုက်တာအရှင်ဘုရားအဲ့တော့မြတ်စွာဘုရားကအရှင်အင်္ဂုလိမာလာကိုကဲတင်ခြင်းတဲ့စိတ်တွေဖြစ်လာတယ်ဘာလဲဆိုတော့အရှင်အင်္ဂုလိမာလာဆုံးခံကြရင်ဆုံးမရဘူးလူတွေကအရှင်အင်္ဂုလိမာလာကိုမကြည်ညိုဘူးငါတို့အဖေကိုတတ်တဲ့ကောင်ငါတို့အမေကိုတတ်တဲ့ကောင်ငါသားသမီးကိုတတ်တဲ့ကောင်ဆိုပြီးတော့အရှင်အင်္ဂုလိမာလာကိုဆုံးမလောင်းကြဘူးလူတွေဟာလေအရှင်အင်္ဂုလိမာလာလာရင်တကားတွေပိတ်ထားကြတယ်မျက်နှာကြောခိုင်းထားကြတယ်ဆုံးမရဘူးအရှင်အင်္ဂုလိမာလာဆုံးဒုက္ခရောက်တယ်ဆုံးခက်ခဲရှိတယ်လူတသမားကြီးဆိုပြီးတော့ဆုံးမလောင်းကြအောင်လူတွေဟာတင်ညာဟောင်းနဲ့ကြည်တာပေါ့နော်ငါအဖေကိုတတ်တဲ့ကောင်ငါအမေကိုတတ်တဲ့ကောင်ဆုံးမလောင်းဘူးအရှင်အင်္ဂုလိမာလာဆုံးမရဘူးအဲ့တော့မြတ်စွာဘုရားကအရှင်အင်္ဂုလိမာလာကိုအဆုံးအခက်ခဲပြေးလဲစေချင်တာအဲ့တော့အရှင်အင်္ဂုလိမာလာဒီနော်တစ္ဆာဆုံးပဲမြတ်စွာဘုရားကတစ္ဆာဆုံးလေးသင်ပေးတာဒီမိမပွားနိုင်တဲ့ကိုဝင်တဲ့မျိုးသမီးကိုတွားပြီးတော့တစ္ဆာစကားဆိုပေးမယ်ဆိုရင်မျိုးသမီးအတွက်လည်းကောင်းပါမယ်အရှင်အင်္ဂုလိမာလာအပေါ်မှာလည်းမေတ္တာတွေတက်ရောက်လာမယ်ဟောအရှင်အင်္ဂုလိမာလာရဲ့တစ္ဆာစကားကြောင့်ဒုက္ခရောက်နေတဲ့ကိုဝင်တဲ့အမျိုးသမီးချောချောချူချူနဲ့ကလေးမွေးနိုင်သွားတယ်ဆိုတော့အဲ့ဒီသတင်းဟာပြန့်သွားမယ်ဆိုရင်လူတွေဟာအရှင်အင်္ဂုလိမာလာအပေါ်မှာနားလည်မှုတွေဖြစ်လာတယ်ငကိုယ်တော့ကမုန်းနေတဲ့အမုန်းတရားစိတ်တွေပျောက်ပြီးတော့မေတ္တာစိတ်တွေဝင်လာလိုက်မယ်အရှင်အင်္ဂုလိမာလာကိုမြတ်စွာဘုရားကချီးမြှောက်လို့တဲ့အတွက်ကြောင့်တစ္ဆာဆိုနည်းသင်ပေးတာဒီအင်္ဂုလိမာလာပရိဆိုတာတစ္ဆာဆိုတဲ့ပြိဋ္ဌပဲ။ဘာပြိဋ္ဌလဲ။တစ္ဆာဆိုတဲ့ပြိဋ္ဌပဲ။အဲ့တော့အင်္ဂုလိမာလာတဲ့တတ္တဝါတွေကိုတနာတယ်ဆိုရင်တစ္ဆာဆိုလေတဲ့။ဘယ်လိုဆိုရမှာလဲအရှင်ဘုရားဆိုတော့မြတ်စွာဘုရားကတစ္ဆာဆိုနည်းသင်ပေးတယ်။ပထမသင်ပေးတာကဘယ်လိုလဲဆိုတော့ယေတောဟံပကိတိဇာတောနာဘိဇာနာမေသင်္စိတ်စပါဏံဇီဝိတာဝရောပေတာ
ငါသည်မွေးဖွားတဲ့အချိန်ကစပြီးတော့ဘသူကမှမတက်ဘူးပါတစ္ဆာစကားကတစ်မျိုးဖြစ်နေတာပေါ့နော်ငါသည်မွေးဖွားတဲ့အချိန်ကစပြီးတော့ဘသူကမှမတက်ဘူးပါဣတိနသစ္စာဝဇ္ဇနတုတိတေဟောတုတုတိကပ္ပတာမိခင်အားလည်းချမ်းသာပါစေကိုဝင်ကလေးအားလည်းချမ်းသာပါစေတစ္ဆာစကားဆိုလိုက်တာငါသည်မွေးဖွားတဲ့အချိန်ကစပြီးတော့ဘသူကမှမတက်ဘူးပါနော်ဣမနောသစ္စာစကားကြောင့်မိခင်ရောကလေးရောချမ်းသာချမ်းသာပါစေဆိုတော့အရှင်အင်္ဂုလိမာလာကအဲ့သစ္စာစကားကိုလက်မခံဘူးရှင်ဗျာတဲ့ရှင်ဆရာမြတ်စွာဘုရားရဲ့သစ္စာစကားကမုဒ္ဒဝါဒဖြစ်နေပြီတော့တပည့်တော်ကလူတွေအများကြီးတတ်ထားတာလေနော်ဘုရားကပဲလိန်ခိုင်းတယ်လို့ဖြစ်နေတာငါဒီမွေးဖွားတဲ့အချိန်ကစပြီးတော့ဘသူကမှမတက်ဘူးပါဆိုတဲ့စကားကမှားနေတယ်ရှင်ဗျာတဲ့တပည့်တော်ကလူတွေအများကြီးကိုတတ်ဘူးတာဆိုတော့လူတွေအများကြီးတတ်ဘူးတဲ့သူကမွေးဖွားတဲ့အချိန်ကစပြီးတော့ဘသူကမှမတက်ဘူးပါဆိုတဲ့စကားဟာမှားနေတယ်ရှင်ဗျာမုဒ္ဒဝါဒဖြစ်နေပြီသစ္စာစကားမဖြစ်တော့ဘူးတကယ်တော့မြတ်စွာဘုရားဆိုလိုတာကအဲ့လိုမဟုတ်ငါဒီမွေးဖွားတဲ့အချိန်ကစပြီးတော့ဆိုတာကဘုရားတို့ယဟန်ဘဝဟာမွေးဖွားတာနှစ်ခုရှိတယ်မိခင်ဗိုက်ထဲကနေမွေးဖွားတာကမွေးဖွားတာတစ်ခုလူဘဝအနေနဲ့မွေးဖွားလာတယ်နောက်သာသနာတော်မှာမွေးဖွားခြင်းကတစ်ခုယဟန်တော်တွေတိမ်ထဲကိုဝင်ကမဝါစာဖတ်ပြီးတော့ယဟန်တော်တွေဥပ္ပဇ္ဇေဆရာကနေမွေးထုတ်ပေးလိုက်တာဒါကြောင့်ဦးဇင်းတို့ဥပ္ပဇ္ဇေဆရာကိုသာသနာတော်မှာအဖေလို့ခေါ်တယ်နိနော်လူဘဝကမိဘရှိတယ်လို့သာသနာမှာလည်းမိဘရှိတယ်ပေါ့ကိုယ့်ရဲ့ဥပ္ပဇ္ဇေဆရာတော်ဟာသာသနာတော်ရဲ့ဖခင်ပဲအဲ့တော့ဦးဇင်းတို့ယဟန်တော်တွေဒီဘယ်နှခါမွေးဖွားလဲဆိုရင်နှစ်ခါမွေးဖွားတယ်ပေါ့လူ့အကြောင်းဘဝနဲ့မိဘတွေစီရဲ့တစ်ခါမွေးတယ်သာသနာပေါ်မှာတိမ်တဲကိုဝင်ပြီးတစ်ခါမွေးတယ်နှစ်ခါမွေးတယ်ပေါ့အဲ့တော့မြတ်စွာဘုရားဆိုလိုတာကယဟန်ဘဝမှာမွေးဖွားလာတာကိုပြောတာဆိုလိုချင်တာကငါဒီယဟန်ဖြစ်တဲ့အချိန်ကစပြီးတော့ဘသူကမှမတက်ဘူးပါလို့ဆိုလိုတာနော်အဲ့တော့ငါဒီမွေးဖွားတဲ့အချိန်ကစပြီးတော့လို့ဆိုလိုတဲ့စကားကဘာမွေးဖွားတာလဲမေးတော့ယဟန်ဘဝအနေနဲ့မွေးဖွားတာကိုပြောတာဒါကိုအရှင်ကိုအင်္ဂုလိမာလာကနားမလဲဘူးလူဘဝအနေနဲ့မွေးဖွားတဲ့အချိန်ကစပြီးတော့လို့သူထင်လိုက်တာဒါကြောင့်မြတ်စွာဘုရားကိုမုဒ္ဒဝါဒမဖြစ်ဘူးလားလို့မေးလိုက်တာဒါကြောင့်မြတ်စွာဘုရားကအရှင်အင်္ဂုလိမာလာတန်တရားကင်းသွားအောင်လို့ဘာထက်ဆိုတယ်လဲဆိုတော့အရိယာယဇာတိယဇာတောဆိုတဲ့စကားလေးထက်ဆိုလိုက်တယ်ဒီနေ့ဦးဇင်းတို့တရားဓမ္မတွေရွတ်နေတဲ့အင်္ဂုလိမာလာပြိဋ္ဌာန်မှာအဲ့ဒါပါယတောဟံပဂိနိအရိယာယဇာတိယဇာတောအဲ့အရိယာယဇာတိယဆိုပါအရိယာတွေရဲ့ဇက်ဖြစ်တဲ့ယဟန်ဘဝအနေနဲ့မွေးတဲ့ချိန်ကစပြီးတော့မြန်မာလိုတက်တက်ပြောရရင်ငါဒီယဟန်ဖြစ်ချိန်ကစပြီးတော့ဘသူကိုမှမတတ်ဘူးပါဘူးလူဘဝတော့တတ်ဘူးတယ်ယဟန်ဖြစ်တဲ့ချိန်ကစဘသူကိုမှမတတ်ဘူးပါဘူးဣမန်သောသစ္စာစကားကြောင့်မိခင်အားလည်းချမ်းသာပါစေကလေးအားလည်းချမ်းသာပါစေဒီလိုသစ္စာဆိုနော်မြတ်စွာဘုရားကသစ္စာဆိုပြီးသင်ပေးလိုက်တာအဲကြောင့်အင်္ဂုလိမာလာပရိဆိုတာသစ္စာဆိုတဲ့ပရိပဲအဲ့တော့အရှင်အင်္ဂုလိမာလာကအဲ့ဒီပရိကိုမြတ်စွာဘုရားထံကသင်ယူပြီးတော့မိမပွားနိုင်တဲ့ကိုဝင်တဲ့အမျိုးသမီးစီကိုတွားယဟန်တမကမိမပွားနိုင်တဲ့အမျိုးသမီးထံကိုပရိကျွရင်ဘယ်လိုရွတ်မလဲဆိုတော့ကန့်လန့်ကယနေ့ခေတ်ဆိုရင်တော့အခန်းရှင်တော့အခန်းရဲ့အပြင်ဘက်ကထိုင်ဖို့ပုံကြည့်ရတော့ကိုဝင်တဲ့အနားမှာသွားထိုင်လို့ပဲဖြစ်မလဲနော်အဲ့တော့အင်္ဂုလိမာလာကအိမ်ကိုကြွလာတယ်ဆိုတော့ဘာလို့ကြွလာလဲအချင်းများလို့ပြီးတော့မိမဖွားနိုင်တဲ့ကိုဝင်တဲ့မျိုးသမီးကိုတနာလို့တစ္ဆာဆိုဖို့လာတာဆိုတော့ဘယ်ဘုန်းကြီးကတစ္ဆာဆိုဖို့လာတယ်ဆိုတော့လူတွေကလည်းမျောနှင်းကြအာကိုတကြီးနဲ့နေရာပေးတာပေါ့အဲ့တော့မျိုးသမီးကိုကလကာလေးကာပေးလိုက်တယ်ဘုန်းကြီးကအပြင်ကနေထိုင်နော်ကိုဝင်တဲ့မျိုးသမီးကအထက်မှာအရှင်ကုလိမာလာကအပြင်မှာခုံနဲ့ထိုင်စောတော့ကမြတ်စွာဘုရားသင်ပေးတဲ့သစ္စာတရားကိုဆိုလိုက်တယ်ယတောဟံပဂိနိအရိယာယဇာတိယဇာတောနာဘိဇာနာမေသင်္စိတ်စာပါဏံဇီဝိတာဝရောပေတာငါဒီယဟန်ဖြစ်တဲ့အချိန်ကစပြီးတော့ဘသူကိုမှမတတ်ဘူးပါဘူးဣမန္တောသစ္စာစကားကြောင့်တုတိတေဟောတုတုတိကပ္ပတာမိခင်အားလည်းချမ်းသာပါစေကိုဝင်ကလေးအားလည်းချမ်းသာပါစေသစ္စာဆိုလိုက်တာသစ္စာလည်းဆိုပြီးတာလည်းချက်ချင်းပဲကလေးဟာချောချောချူချူနဲ့မွေးလာတယ်ကလေးလည်းကြမ်းကြမ်းမမမွေးတယ်မိခင်လည်းကြမ်းကြမ်းမမပဲသစ္စာရဲ့အစွမ်းပေါ့နော်အရှင်အင်္ဂုလိမာလာရဲ့သစ္စာဟုတ်တယ်လေသူဒီလူဘဝတော်တော့အများကြီးတက်ဖြတ်ခဲ့ပြီမှာယဟန်ဝတ်တဲ့ချင်းဆိုင်ဘသူကမှမတက်ဘူးလေဒါမှန်သောစကားပဲနော်မှန်သောစကားပဲသစ္စာဆိုတာမှန်တာကိုဆိုဖို့ပဲလေအဲ့တော့အရှင်အင်္ဂုလိမာလာရဲ့ဒီသစ္စာတရားဟာအဲ့လောက်ထိစွမ်းတယ်အထက်ကရာထဲမှာဗာပြောတယ်လဲဆိုတော့သစ္စာနော်
အင်္ဂုလိမာလာတုံးနဲ့ပတ်သက်ပြီးတော့တရားဓမ္မတွေနားလည်ထားတာတစ်ခုကအင်္ဂုလိမာလာပရိဆိုတာကိုဝင်သည်တွေမိမပွားနိုင်တဲ့အခါရွတ်တဲ့ပရိလို့ထင်ထားတာတကယ်တော့မဟုတ်ဘူးအင်္ဂုလိမာလာပရိကဘလို့အခက်ခဲတွေပဲကြုံဘလို့ဒုက္ခပဲရောက်သစ္စာဆိုလို့ရတယ်ဒါကြောင့်အထက်ကရာထဲမှာဗာမှတ်ချက်ပေးသလဲဆိုတော့အင်္ဂုလိမာလာပရိကိုမဟာပရိတံလို့ခေါ်တယ်မဟာပရိတံဘာပရိလို့ခေါ်လဲပရိတ်ကလေးမဟုတ်ဘူးနော်ပရိတ်ကြီးတဲ့ဘာလဲတချို့ကပြောတာအင်္ဂုလိမာလာတော့တက်တက်လေးပဲပရိတ်ကလေးပဲပရိတ်ကလေးမဟုတ်ပါဘူးဘာလဲအလွန်ဆွမ်းတယ်ဘုရားတရားဓမ္မတွေရွတ်တယ်လားမရွတ်တယ်ဘူးလားဒုက္ခတွေရောက်နေရင်အခက်အခဲတွေကြုံနေပြီဆိုလို့ရှိရင်ဘာကိုဆိုမလဲအင်္ဂုလိမာလာတော့ဆိုလို့ရပါတယ်ကိုဝင်တဲ့မိမပွားနိုင်မှာဆိုတာမျိုးမဟုတ်ပါဘူးဒုက္ခအလုံးကိုနော်သစ္စာဆိုလို့ရတယ်အဲ့တော့အင်္ဂုလိမာလာပြေးရဘယ်လောက်ထိဆွမ်းတယ်လဲဆိုတော့အဲ့ဒီမှာလူတွေအဲ့ဒီစကားဟာပြတ်သွားတာပေါ့နော်ဟာအင်္ဂုလိမာလာသစ္စာလားဆိုပေးတာကလေးမွေးသွားတယ်မိခင်လည်းကျန်းကျန်းမာမာပဲဆိုတော့အဲ့ဒီစကားဟာပြတ်သွားတာအဲ့တော့ပြတ်သွားပြီးတော့မိမဖွားနိုင်တဲ့ပုံကိုယ်တွေရှိတယ်ဆိုလို့ရှိရင်အရှင်အင်္ဂုလိမာလာကိုလည်းပိတ်ဖို့ခက်ခဲနေတယ်ဆိုရင်ဘာလို့တလဲဆိုတော့ခုနကအရှင်အင်္ဂုလိမာလာသစ္စာဆိုထိုင်ပြီးသစ္စာဆိုခဲ့တဲ့နေရာခုံအဲ့ဒီခုံပေါ်မှာနော်ထိုင်ခိုင်းလိုက်ရင်ကျမ်းမာသွားတယ်အဲ့လောက်ထိအဲ့ဒီခုံကဆွမ်းသွားတာသစ္စာတရားရဲ့ဆွမ်းအားကြောင့်နော်အရှင်အင်္ဂုလိမာလာထိုင်ခဲ့တဲ့ခုံနော်အဲ့တော့တရိစ္ဆာန်တွေရောတချို့ကြောင်ကလေးတွေမမွေးနိုင်ဘူးခွေးတွေမမွေးနိုင်ဘူးဆိုရင်အဲ့ကြောင်ကလေးတွေခွေးလေးတွေကိုတဲလာခုံပေါ်မှာအိတ်ခိုင်းဆိုတော့အဲ့ဒီသစ္စာဆိုထားတဲ့ခုံရဲ့ခုံမှာသစ္စာတရားတွေပြန့်နှံ့နေတာလေဦးဇင်းတို့ပရိတ်သေးတို့ပရိတ်ရေတို့ဆိုတာအဲ့သဘောပဲမြန်မာလူမျိုးတွေပရိတ်ချီဆောင်တယ်ပရိတ်သေးတွေဆောင်ထားတယ်ပရိတ်ရေတွေဆောင်ထားတယ်အခုကပရိတ်ခုံလို့ပြောရမှာပဲနော်ပရိတ်ကျွတ်သွားတဲ့အရှင်ကုလိမာလာသစ္စာဆိုသွားတဲ့ခုံအဲ့ဒီခုံပေါ်မှာထိုင်လိုက်ရင်အဲ့ဒီခုံပေါ်မှာလှဲလောင်းလိုက်ရင်အဲ့ဒီကြောင်ကလေးတွေခွေးလေးတွေဟာကျန်းကျန်းမာမာနဲ့မွေးဖွားနိုင်တယ်နောက်ဘယ်တော့တောင်စွမ်းတယ်လဲဆိုတော့အဲ့ဒီလူနာတွေကိုခုံစီကိုမခေါ်လာနိုင်ဘူးမတယ်လာနိုင်ဘူးဆိုရင်အဲ့ဒီခုံကိုရေဆေးချနော်ပရိတ်ရွတ်ထားတဲ့ခုံကိုရေဆေးပြီးတော့အဲ့ဒီရေကိုတောက်ခိုင်းလို့ရှိရင်တော့မှနော်အဲ့ယောဂတဲ့တွေကကောင်းသွားတယ်ဆိုပြီးတော့အင်္ဂုလိမာလာပရိတ်ရဲ့အစွမ်းကိုအထက်ကရာဆရာဖွင့်ဆိုထားတာရှိတယ်နော်ပရိတ်သေးပရိတ်ရေပရိတ်ချီလို့ပဲလို့နားလည်ရမှာပေါ့နော်ပရိတ်ခုံကိုပြောရမှာပဲအဲ့တော့အဲ့ဒီလိုမျိုးအင်္ဂုလိမာလာပရိတ်ရဲ့စွမ်းအားကြီးပုံကိုအကြောင်းပြုပြီးတော့မဟာပရိတ္တလို့ခေါ်တဲ့နေပရိတ်ကြီးလို့ခေါ်ရမှာနော်ကြောင့်ဦးဇင်းတို့တရားဓမ္မတွေအင်္ဂုလိမာလာပရိတ်ဟာသစ္စာဆိုတဲ့တရားဖြစ်တဲ့အတွက်ကြောင့်အခက်အခဲတွေကျုံလာပြီဆိုရင်အာကိုထိုက်ပါတယ်အဲ့တော့လူတွေဟာအရှင်အင်္ဂုလိမာလာပေါ်မှာစိတ်ထားတွေပြောင်းကုန်ကြတာပေါ့နော်မေတ္တာတရားတွေရလာတယ်အင်္ဂုလိမာလာရဲ့သစ္စာတရားကြောင့်နော်ချမ်းသာလာကြတယ်ကျမ်းမာလာကြတယ်ဆိုတော့လူတွေဟာအရှင်အင်္ဂုလိမာလာပေါ်မှာစိတ်ထားတွေပြောင်းလဲကုန်တယ်ဒီနေရာမှာမိကွန်းတစ်ခုမေးစရာရှိတယ်အဲ့လိုကိုဝန်တဲ့မကျမ်းမာတဲ့ပုဂ္ဂိုလ်တွေကိုပရိတ်ရွတ်ပေးတာသစ္စာဆိုပေးတာဟာစိတ်ကူတာမဟုတ်ဘူးလားယဟန်ဆိုတာစိတ်မကုကောင်းဘူးလို့ဝိနည်းမှာရှိတယ်ဦးဇင်းတို့တရားဓမ္မတွေနော်ယဟန်ဆိုတာဘာမလို့ကောင်းဘူးလဲစိတ်မကုကောင်းပါဘူးဆိုတော့တရားဓမ္မတွေကဘုန်းကြီးစီမှာသွားပြီးစိတ်ကူတာတွေရှိတယ်ဟာအဲ့ဒီဘုန်းကြီးကဘလို့စွမ်းတာလို့ဘုန်းကြီးစီမှာစိတ်သွားကုတယ်ဘုန်းကြီးစီကနေစိတ်သွားတောင်းတယ်အရှင်ဘုရားတပည့်တော်မကျမ်းမာလို့စိတ်လေးပေးပါအောင်လမ်းလေးညွှန်ပါအောင်ဆိုတော့ဘုန်းကြီးဆိုတာကိုယ်တိုင်လည်းစိတ်မကုကောင်းဘူးစိတ်လည်းမပေးကောင်းဘူးစိတ်လည်းမညွှန်ကောင်းပါဘူးဘုန်းကြီးဆိုတာဈေးစရာမဟုတ်ဘူးဘုန်းကြီးဆိုတာကိလေသာကုန်ခန့်အောင်ကျင့်နေတဲ့သူတော်ကောင်းတစ်ပါးသူတော်စင်ဖြစ်တဲ့ယဟန်ဆိုတာဈေးစရာမဟုတ်ဘူးအဲ့တော့ယဟန်ဆိုတာဈေးမကုကောင်းဘူးအဲ့တော့ယဟန်ဆိုတာဈေးမကုကောင်းဘူးဆိုတော့အခုလိုမကျမ်းမာတဲ့ပုံကိုယ်တွေကိုပရိတ်ချုပ်ပေးတာရောသစ္စာဆိုတာရောဈေးကုတာမဟုတ်ဘူးလားဆိုတော့မဟုတ်ပါဘူးတဲ့ဈေးကုတာနဲ့သစ္စာဆိုတာမတူပါဘူးသစ္စာစကားဟာဈေးကုတာမဟုတ်ဘူးသစ္စာစကားဟာသစ္စာဆိုတာပဲနော်ဈေးကုပေးတာလည်းမဟုတ်ဘူးဈေးနှီးပေးတာလည်းမဟုတ်သစ္စာဆိုတာပဲလေတဲ့ဈေးကုတာနဲ့သစ္စာဆိုတာမတူပါဘူးဆိုပြီးတော့ထက်ကရာဆရာကရှင်းပြထားတယ်ပေါ့နော်အဲ့တော့ယဟန်တော်တွေဒီတရားဓမ္မတွေမကျမ်းမာဖြစ်လို့ရှိရင်ပရိတ်ချုပ်ပေးကောင်းပါတယ်သစ္စာဆိုပေးကောင်းပါတယ်နော်ဈေးကုပေးလို့တော့မရဘူးပေါ့ဒါလည်းဝိနည်းဘုဟုတုတတစ်ခုဘုရားတရားဓမ္မတွေတန်ဃာတော်တွေကိုကိုယ်ွယ်စိတ်ကတဲ့အခါမှာတတိထားတဲ့မိမိကြောင့်ယဟန်တန်ဃာတော်တွေအာဘက်မသိအောင်ဂရုစိုက်ရတယ်နော်ကိုယ်ွယ်တဲ့စိတ်ကတဲ့ဘုန်းကြီးတွေဥစဉ်တွေကိုရင်နဲ့အပြည့်မဖြစ်အောင်ဂရုစိုက်ရတယ်အေးကောင်းပြီ
အဲ့တော့အရှင်အင်္ဂုလိမာလရဲ့ပရိတ်တရားဟာအလွန်ဆွမ်းပြီးတော့အရှင်အင်္ဂုလိမာလပေါ်မှာလည်းစိတ်ထားတွေပြောင်းကုန်တယ်အဲ့တော့အရှင်အင်္ဂုလိမာလအနေနဲ့တရားထုတ်တဲ့အခါမှာစိတ်ချမ်းသာမှုရလာတယ်ငကိုတုံးကတော့တရားထိုင်တာတမာတိမရဘူးအရင်တုန်းကလုတ်ခဲ့တဲ့မကောင်းမှုတွေပြန်ပေါ်လာတာနော်မကောင်းမှုတွေပြန်ပေါ်လာတာတချို့ရှိတယ်ငငယ်တုန်းကမိုက်တယ်ကြီးတဲ့အခါမှာပြင်မယ်ကွာငါတို့ငယ်ပါသေးတယ်ဆိုပြီးတော့ငယ်တာကိုအကြောင်းပြပြီးတော့မိုက်နေကြတာကြီးရှိတယ်မမိုက်နဲ့မဖြစ်လို့လဲဆိုတော့အဲ့ဒီမိုက်ခဲ့တဲ့အာယုံတွေကဒီတိုင်းမှနေပြန်ပေါ်တာအခုအရှင်ကုလိမာလာတရားထိုင်နေရဟန္တာမဖြစ်သေးဘူးဆိုတော့အဲ့ပြဿနာပဲသူဘာကြောင့်ရဟန္တာမဖြစ်သေးဘူးလဲဆိုတော့သူတက်ခဲ့တဲ့လူကမနေဘူးပဲလေအဲ့ဒါတွေပြန်ပေါ်နေတာတရားထိုင်လိုက်ပြီဟေ့ဆိုရင်သူတက်ခဲ့တာတွေပြန်ပေါ်နေတာခေါင်းတွေဖြတ်ခဲ့တာတွေလက်ညှိုးတွေဖြတ်ခဲ့တာတွေအမျိုးသမီးတွေအော်ဟစ်အကူကြီးတောင်းတာတွေကလေးတွေအော်ဟစ်နေတာတွေအဲ့ဒါတွေနားထဲမှာကြားနေတာနှလုံးထဲမှာထင်းနေတာတမာတိလုံးဝမရဘူးအရှင်ကုလိမာလာတရားမရတာအဲ့ဒါကြောင့်ပဲနော်သူ့စိတ်ထဲမှာအရင်တုန်းကလောက်ခဲ့တဲ့အာယုံတွေကပြန်ပြန်ပေါ်နေတာဒါကြောင့်ဥစ္စရတက္ကရာမတွေအဲ့ဒါတတိထားတဲ့တယ်ဟိုငါတို့ကငယ်သေးတယ်မိုက်လိုက်ကြအောင်မယ်မမိုက်ပါနဲ့တက်နိုင်သမျှကောင်းအောင်ကြိုးစားနော်ဘာတော့အဲ့ဒီအာယုံတွေဟာပေါ်လာတတ်ပါတယ်နော်နည်းနည်းရှည်သွားမှာဆိုလို့နော်မကြင်မချဲတော့အဲ့တော့အခုမြတ်စွာဘုရားကပြောလိုက်တယ်နော်ငါဒီယဟန်ဖြစ်တဲ့အချိန်ကစပြီးတော့ဘသူ့ကိုမတတ်ဘူးပါဆိုတော့မြတ်စွာဘုရားကဘဝကိုနှစ်ပိုင်းပိုင်းလိုက်တယ်အေးယဟန်မိုးခင်လူဘဝတိတော့မိုက်ခဲ့တယ်အခုယဟန်ဝိတ္တချန်နေမမိုက်တော့ဘူးဆိုတော့ဘဝကိုနှစ်ပိုင်းပိုင်းလိုက်တယ်ကျွန်တော်ကျောင်းမှာလည်းတပည့်တွေကိုဩဘာဒပေးတယ်ပုထုဇဉ်တွေဆိုတာကနော်မသိလို့လည်းဖြစ်မိုက်တတ်တာပဲသိရသားနဲ့လည်းစိတ်အလိုလိုက်ပြီးတော့လည်းမိုက်တတ်တာပဲကိစ္စမရှိဘူးပြင်လို့ရတယ်မိုက်တဲ့စားနဲ့မိုက်တာမျိုးမဖြစ်သင့်ဘူးဆိုတာပြောချင်တာမထူးပါဘူးငါတို့တွေအရင်ကလည်းမိုက်ခိုင်တာပဲအခုလည်းမိုက်လိုက်ကြမလုံးနဲ့ဘလောက်ပဲမှားခဲ့အမားကိုပြင်လို့ရလားမရဘူးလားအခုအရှင်ကုလိမာလာလူပေါင်းများစွာနော်100 200 300 400 500မကောက်900နဲ့99ရောက်1000ပြည့်ဖို့တယောက်ပဲကျန်တော့တာနော်အဲ့ဒါကိုမြတ်စွာဘုရားကမြင်အောင်ပြတာဘဝကိုခွဲလိုက်ဟုတ်တယ်ငါဒီရဟန်းဘုခင်တော်ကမိုက်ခဲ့တယ်မှားခဲ့တယ်အခုမမိုက်တော့ဘူးလေတဲ့စိတ်ကိုပိုင်းဖြတ်ခိုင်းလိုက်တာလောက်ခဲ့တာတွေကိုပြန်မတွေးနဲ့တော့လို့ပြောချင်တာတချို့ရှိတယ်နော်ရဟန်းဝင်လာတဲ့အခါမှာလူဘဝတော်ကမှားခဲ့တာတွေမိုက်ခဲ့တာတွေပြန်စဉ်းစားတယ်မစဉ်းစားနဲ့တော့မှားခဲ့တဲ့ဥစ္စာတွေစဉ်းစားမှာမဟုတ်မေ့ပြလိုက်ရမှာမှားခဲ့တာတွေကဘာလုပ်ရမှာလဲမေ့ပြလိုက်ရမှာဟုတ်တယ်ငါဒီအရင်တော့မှားခဲ့တယ်အခုတော့ငါမမှားတော့ငါမမိုက်တော့ငါလိမ်မာနေပြီးတော့စိတ်ကိုဆုံးဖြတ်ချရမှာအဲ့ဒီနေ့စနစ်ကိုမြတ်စွာဘုရားကအရှင်ကုလိမာလာကိုပေးတယ်ငါဒီလူဘဝတော်ကအများကြီးတက်ခဲ့တယ်ဟုတ်တယ်အခုယဟန်ဝတ္တရှင်ကစရင်ဘယ်သူကမှမတက်တော့ဘူးလေလို့စိတ်ကိုရှင်းထားလိုက်တာနော်မသိလို့မှားခဲ့တာဖြစ်ဖြစ်သိရတာနဲ့မှားခဲ့တာဖြစ်ဖြစ်မှားတာကမှားတာပဲချက်လိုက်တော့နော်တခါတော့ဦးစင်းကိုဒီကမိုင်းတရားပေးတာသူနော်မကောင်းမှုတွေအများကြီးလုပ်ခဲ့တယ်အဲ့တော့သူ့ကြောင့်လည်းလူတွေဟာအကုသိုလ်တွေဖြစ်ခဲ့တာတွေလည်းအများကြီးရှိတယ်အခုအဲ့ဒါတွေပြန်တွေးပြီးတော့စိတ်မကောင်းဖြစ်နေရတယ်ဘယ်လိုလုပ်ရမလဲပေါ့ဆိုတော့မဟုတ်ဘူးအရင်တော့ကလုပ်ခဲ့တဲ့အလုပ်မျိုးကိုငါအခုမလုပ်တော့ဘူးလို့စိတ်ကိုဆုံးဖြတ်ချလိုက်ပါငါအရင်တော့ကမှားခဲ့တယ်မိုက်ခဲ့တယ်ဟုတ်ပြီအခုတော့ငါမလုပ်တော့ဘူးလို့ဆုံးဖြတ်ချလိုက်အဲ့တော့အတွေးတွေပေါ်လာပြီဆိုလို့ရှိရင်ငါအခုမလုပ်တော့ဘူးငါအခုမလုပ်တော့ဘူးငါအကောင်းနေပြီငါလိမ္မာနေပြီလို့ကိုယ့်ကိုယ်ဆုံးဖြတ်ချအတွေးပေါ်လာတိုင်းငါမလုပ်တော့ဘူးစာထဲမှာအာယတိန်တံဝရံအပိစတိလို့တောင်းတယ်စောင့်စည်းတာအမှားကိုအမှားမှန်သိပြီးတော့နော်ပြင်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါကြီးပွားချောင်းလို့မြတ်စွာဘုရားကဟောတယ်ဒါကြောင့်အခုအရှင်ကုလိမာလာနော်ပြုပြင်လိုက်တာဒါကိုမြတ်စွာဘုရားထောက်ပြတာယဟန်ဖြစ်တဲ့အချိန်ကစပြီးတော့ဘသူကမှမတက်ဘူးပါဆိုတဲ့စကားဟာအရှင်ကုလိမာလာစိတ်ကိုတတ်တရားရစေတာဟုတ်သားပဲငါအရင်တော့ကမှားခဲ့ပြီမဲ့အခုမှငါမမှားတော့တာလေဆိုတော့သူ့စိတ်ကနည်းနည်းရှင်းသွားတယ်နေတာတိုင်းကရှိသွားတယ်နော်အဲ့ဒီခါကျမှတရားအထုတ်တာတမာတိတွေရပြီးတော့ယဟန်နာဖြစ်သွားတာပဲအဲ့တော့ပရိတ်သစ္စာတရားတွေဆိုပြီးတဲ့နောက်ပိုင်းကျမှစိတ်ချမ်းသာပြီးတရားအထုတ်တာတရားယဟန်နာဖြစ်သွားတယ်အရှင်ကုလိမာလာနော်ဒါကြောင့်ဦးဇင်းတို့တရားဓမ္မတွေအနေနဲ့လည်းပဲငယ်ငယ်တုန်းကဘလို့ပဲမှားခဲ့အခုမမှားတော့ဘူးဆိုရင်ရပြီစမမှားနဲ့တော့အမားကိုပြင်ဖို့အတွက်နောက်ကျတယ်ဆိုတာမရှိဘူးနော်ငါတို့တွေမှားခဲ့တာလည်းကြာပြီစက်မှားကြအောင်ဆိုတော့မလုပ်ပါနဲ့ဘလောက်ပဲမိုက်ခဲ့ဘလောက်ပဲမှားခဲ့အခုတိပြီဆိုရင်ပြင်လိုက်ပါပြင်ရင်ဘာလုပ်ရမလဲပြ
ပြင်ရမှာဖြစ်ပါတယ်နော်အဲ့ဒါကြီးပွားကြောင်းဖြစ်ပါတယ်အခုအရှင်ကုလိမာလာအမားတွေကိုပြင်ပြီးတော့အမှန်တရားပေါ်မှာလမ်းလျှောက်တာဘာဖြစ်သွားပြီလဲယဟန္တာဖြစ်သွားပြီဆိုတော့အရှင်ကုလိမာလာယဟန္တာဖြစ်ပြီးတော့ဆုံးခံကြွဒါပေမဲ့အာကုတုကံတွေကြံသေးတယ်သူတက်ခဲ့တဲ့ပါဏာတိပါဒအာကုတုကံနဲမှမနေပဲအဲ့တော့ဆုံးခံကြွတဲ့အခါမှာလူတွေကအိမ်ထဲကိုဝင်လာတဲ့ခွေးတွေကြောင်တွေကိုဒုတ်တွေနဲ့လှမ်းပစ်ခဲတွေနဲ့လှမ်းပစ်တယ်ခွေးတွေကြောင်တွေကိုပြစ်တဲ့ဒုတ်တွေခဲတွေကအရှင်အင်္ဂုလိမာလာရဲ့ခန္ဓာကိုယ်မှာလာကြတာအကုသိုလ်ကံနော်ကြောက်ဖို့သိကောင်းတယ်ကြောက်ဖို့သိကောင်းတယ်အရှင်အင်္ဂုလိမာလာကိုပြစ်တာမဟုတ်ဘူးနော်အရှင်အင်္ဂုလိမာလာကိုထိအောင်ခဲနဲ့ပြစ်တာမဟုတ်ဘူးဒုတ်နဲ့ပြစ်တာမဟုတ်ဘူးခွေးတွေကြောင်တွေကိုပြစ်တာခွေးတွေကြောင်တွေကိုမောင်းတဲ့အနေနဲ့ဖြစ်တာဒါပေမဲ့အဲ့ဒီဒုတ်တွေခဲတွေကအရှင်အင်္ဂုလိမာလာရဲ့လူဘဝတုန်းကတက်ခတ်တဲ့အာကုသိုလ်ကံကြောင့်အရှင်အင်္ဂုလိမာလာရဲ့ခန္ဓာကိုယ်မှာခဲလုံးတွေလာကြဒုတ်တွေလာကြအရှင်အင်္ဂုလိမာလာခေါင်းတွေလည်းကွဲသွေးတွေထွက်တပိတ်တွေလည်းကွဲသင်္ကန်းတွေလည်းစုပ်ပြတ်တက်ကုန်တာအာကုသိုလ်ကံအကျိုးပေးတာနော်သိကြောက်ဖို့ကောင်းအဲ့တော့အရှင်အင်္ဂုလိမာလာခေါင်းတွေကွဲသင်္ကန်းတွေလည်းစုပ်ပြတ်တပိတ်တွေလည်းကွဲပြီးတော့မြတ်စွာဘုရားထံကိုသွားတယ်သွေးတွေရိုးသင်္ကန်းတွေစုပ်ပြီးတော့မြတ်စွာဘုရားထံကိုသွားတယ်မြတ်စွာဘုရားတပည့်တော်ဆုံးခံကြွတာလူတွေကတော့တပည့်တော်ကိုဖြစ်တာမဟုတ်ဘူးခွေးတွေကြောင်တွေကိုဖြစ်တာတပည့်တော်ပေါ်မှာလာရောက်လာတယ်ခဲတွေကဒုတ်တွေကတပည့်တော်ပေါ်ကိုရောက်လာတယ်အခုတပည့်တော်ခေါင်းတွေလည်းကွဲကုန်ပြီသွေးတွေလည်းထွက်ကုန်ပြီတပိတ်တွေလည်းကွဲကုန်ပြီသင်္ကန်းတွေလည်းပြဲကုန်ပြီယဟန္တာနော်အကုသိုလ်အကျိုးခံရသေးတယ်နော်အကုသိုလ်တော့မလုပ်တော့ပါဘူးလုပ်ခဲ့တဲ့အကုသိုလ်ရဲ့အကျိုးကိုခံရတာယဟန္တာဖြစ်တယ်ဒါကြောင့်ဦးဇင်းတို့မြန်မာစကားပုံတစ်ခုရှိတယ်လေဝတ်မှာအမြဲငရဲမှာအပဟုတ်ယဟန္တာဖြစ်သွားပြီဆိုတော့မရဲကြအောင်မလားမကြတော့ဘူးယဟန္တာမှာနောက်ဘဝဆိုတာရှိသေးလားမရှိဘူးဒါပေမဲ့ဝတ်လိုက်တာလေသူလုပ်ခဲ့တဲ့အကုသိုလ်ကံရဲ့အကျိုးဆက်ကိုချက်ချင်းဒီဘဝမှာခံရတာနောက်ဘဝဆိုတာမရှိတော့တဲ့အတွက်ကြောင့်ဒီဘဝမှာခံရတာအဲ့တော့မြတ်စွာဘုရားကအင်္ဂုလိမာလာကိုဘယ်လိုနှစ်သိမ့်တယ်လဲဆိုတော့အင်္ဂုလိမာလာတဲ့တိခံပါတိခံခိုင်းတာဒုတ်တွေခဲတွေကိုယ်ခန္ဓာကိုယ်ပေါ်ကျလာတယ်ခေါင်းတွေကွဲသွေးတွေထွက်တပိတ်တွေကွဲသင်္ကန်းတွေဆုပ်မြတ်စွာဘုရားကတိခံအင်္ဂုလိမာလာရေတိခံတကယ်ဆိုရင်မင်းလောက်ခဲ့တဲ့ဒီအကုသိုလ်ကံတွေဟာတဲ့ငရဲမှာနှစ်ပေါင်းများစွာခံရမယ်အကုသိုလ်မျိုးအရှင်ကုလိမာလာသာယဟန္တာမဖြစ်ခက်ဘူးပုထုဇဉ်ဘဝနဲ့သာကွယ်လွန်မယ်ဆိုလို့ရှိရင်ဘယ်ကိုရောက်မှာလဲအဲ့တော့ငရဲရောက်မှာသူလောက်ခဲ့တဲ့အကုသိုလ်ကံကနည်းနည်းတော့မှမဟုတ်တာငရဲရောက်စေမယ်အကုသိုလ်မျိုးကိုလုပ်ခဲ့တာအဲ့တော့ငရဲရောက်မယ်အကုသိုလ်ကံကိုလုပ်ခဲ့ပေမဲ့လည်းပဲအခုယဟန္တာဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်နောက်ဘဝမှာငရဲမကြတော့ဘူးနောက်ဘဝဆိုတာမှမရှိတာအဲ့တော့ပါဠိမှာဒိဋ္ဌဓမ္မဝေဒနိယကံလို့ခေါ်တယ်မျက်မှောက်ဘဝမှာခံရတာပေါ့အဲ့ဒါကိုသိခံလိုက်နော်မြတ်စွာဘုရားကသိခံဖို့ဒီလန်းပေးတာငရဲမှာကြားမဲ့ကံတွေကငရဲမကြတော့ပဲနဲ့ပစ္စုပန်ဘဝမှာပဲဒီလိုခေါင်းကွဲခြင်းသင်္ကန်းပြဲခြင်းတွေးထွက်ခြင်းတပိတ်ကွဲခြင်းဆိုတဲ့ဝတ်လိုက်တဲ့အကုသိုလ်အကျိုးကိုခံရတာပေါ့သိခံပါအင်္ဂုလိမာလာရေလို့မြတ်စွာဘုရားကမိန့်ဘုရားတို့ဒီနေရာလေးမှာနည်းနည်းလေးပြောချင်သေးတယ်အကုသိုလ်ကံဘုရားတို့ကုသိုလ်အကုသိုလ်ကံ၄မျိုးရှိတယ်ပေါ့မြတ်ဘဝမှာအကျိုးပေးတဲ့ဒိဋ္ဌဓမ္မဝေဒနိယကံချက်ချင်းအကျိုးပေးတာဒီဘဝမှာဘဝမချောင်းဒိဋ္ဌဓမ္မဝေဒနိယကံဆိုတာရှိတယ်နောက်လာမယ့်ဘဝဒုတိယဘဝလို့ခေါ်တယ်တည်သွားရင်ကျိုးပေးမဲ့ကံကိုဥပပစ္စဝေဒနိယကံလို့ခေါ်တယ်နောက်တန်ត្រာမှာကျင်လည်တဲ့အခါမှာနိဗ္ဗာန်မရောက်မချင်းအကျိုးပေးမဲ့ကံကိုအပရာပရိယဝေဒနိယကံလို့ခေါ်တယ်အကျိုးမပေးတော့ဘူးဆိုရင်တော့အဟောတိကံလို့ခေါ်တယ်ကံ၄မျိုးရှိတယ်ပေါ့ကုသိုလ်ပဲလုံးလို့အကုသိုလ်ပဲလုံးလို့စိတ်9ကြိမ်ဖြစ်တယ်စိတ်ဘယ်နှကြိမ်ဖြစ်လဲကုသိုလ်လုပ်ရင်လည်းစိတ်9ကြိမ်ဖြစ်တယ်အကုသိုလ်လုပ်လည်း9ကြိမ်ဖြစ်တယ်ပထမအကြိမ်ဖြစ်တဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်အဲ့ဒီပထမအကြိမ်ဖြစ်တဲ့စိတ်ကဒီလက်ရှိပိဿုပံဘဝမှာအကျိုးပေးနိုင်တယ်ပေါ့လေအဲ့ဒါကိုဒိဋ္ဌဓမ္မဝေဒနိယကံလို့ခေါ်တာနော်ဒီဘဝမှာပဲအကျိုးပေးတယ်ပထမအကြိမ်ကနောက်ဆုံးအကြိမ်9ကြိမ်မြောက်ဖြစ်တဲ့ကုသိုလ်ကံအကုသိုလ်ကံကြတော့လာမယ့်ဘဝမှာတည်သွားလို့ချင်းအကျိုးပေးတဲ့ကံဥပပစ္စဝေဒနိယကံခေါ်တယ်အလယ်မှာ5ခုရှိတယ်အလယ်မှာဖြစ်တဲ့5ကြိမ်ကြတော့တန်ត្រာမှာကျင်လည်တဲ့အခါမှာနိဗ္ဗာန်မရောက်မချင်းအကျိုးပေးတဲ့ကံ
အပရံပရိယကံလို့ခေါ်တယ်နော်ခုနှစ်ကြိမ်ကိုအဲ့လိုခွဲတယ်ပထမအကြိမ်ကလက်ရှိဘဝတတမအကြိမ်ကလာမဲ့ဒုတိယဘဝအလဲ9ကြိမ်ကတော့တန်ត្រာကျင်လေတမယကာလပတ်လုံးအကျိုးပေးနိုင်ရဲ့ပေါ့ဘုရားတော်မြတ်စွာဘုရားရှင်ဝတ်လိုက်တာတွေရှိတယ်လေဝတ်လိုက်တဲ့ယောဂတွေဝတ်လိုက်တဲ့ကိစ္စတွေရှိတယ်အဲ့ဒါတွေဟာအလောင်းတော်ဘဝမှာလုခတ်တဲ့ကံတွေကဘုရားဘဝအထိလိုက်ပြီးအကျိုးပေးလာတာအပရာပရိယကံလို့ခေါ်တယ်နိဗ္ဗာန်မရောက်မချင်းအကျိုးပေးနိုင်ခွင့်ရှိတယ်။ကြောင့်ဦးဇင်းတို့တရားဓမ္မတွေအကုသိုလ်ကိုအထင်မသေးပါနဲ့။တန်ត្រာမှာကျင့်တဲ့ညကာလပတ်လုံးနိဗ္ဗာန်မရောက်မချင်းမလုပ်ခွင့်ရှိတယ်လေအကျိုးပေးခွင့်ရှိပါတယ်။ကုသိုလ်ကံတိတ်တိတ်လေးနဲ့အထင်မသေးနဲ့ကုသိုလ်လုပ်ခွင့်ကြုံရင်လုပ်ပါ။ငါတို့ကတော့ကုသိုလ်အကြီးမှလုပ်မယ်ကုသိုလ်အသေးမလုပ်ဘူးဒီလိုသဘောမထားပါနဲ့။ကုသိုလ်ကြုံရင်လုပ်ပါ။အကုသိုလ်ကြုံရင်ချောင်ပါ။တိတ်တိတ်လေးမို့လို့လုပ်လိုက်မယ်လို့မတွေးပါနဲ့။နော်။တန်ត្រာမှာကျင့်လိုက်တဲ့အခါမှာအကျိုးပေးတတ်ပါတယ်။နော်အဲ့တော့အခုအရှင်ကုလိမာလာသည်ယဟန္တာဖြစ်သွားပြီးနောက်ဘဝမရှိတော့ဘူးဆိုတော့နောက်ဆုံးအကျင့်ဖြစ်တဲ့တတ္တမအကျင့်ကလည်းအကျိုးပေးခွင့်မရှိတော့ဘူးအဟောတိကံဖြစ်သွားပြီအလဲ9ကျင့်ကလည်းအကျိုးပေးခွင့်မရှိတော့ဘူးအဟောတိကံဖြစ်သွားတယ်ပထမဇောဖြစ်တဲ့ပထမအကျင့်ဖြစ်တဲ့စိတ်ကသာလို့ရင်အခုခန္ဓာကိုယ်မှာခဲလုံးတွေကြတယ်ဒုတ်တွေကြတယ်ခေါင်းတွေကွဲတယ်အကျိုးကိုလာပေးတာလူသက်ခတ်တုန်းကဖြစ်ခဲ့တဲ့အကုသိုလ်9ကျင့်မှာပထမအကျင့်ကလာအကျိုးပေးတာဒိဋ္ဌဓမ္မဝိရိယကံအကျိုးပေးတယ်လို့ခေါ်တယ်။အေးကောင်းပြီအဲ့ဒီတော့ဒါကြောင့်ဦးဇင်းတို့ကုသိုလ်မှန်ရင်တေးသေးကြီးကြီးလုပ်ပါအကုသိုလ်မှန်ရင်တေးသေးကြီးကြီးချောင်းပါလို့ဆိုလိုတယ်။တန်ត្រာမှာကျင့်လိုက်အကျိုးပေးနိုင်စွမ်းရှိတယ်ပေါ့။အဲ့တော့မြတ်စွာဘုရားကအဲ့လိုသီးခံဖို့ဟောကြားပြီးတော့အရှင်ကုလိမာလာယဟန္တာဖြစ်နေပြီဆိုတော့ဖလားသမဘက်နော်အရတ္တဖို့ကိုဝင်စားပြီးတော့နေထိုင်တယ်။အဲ့ဒီမှာဥဒန်းကျူတဲ့ခါတာတွေအများကြီးပါပါတယ်။အဲ့ဒီမှာဒီနေ့တော့အချိန်ကုန်ခဲ့ပြီးတော့အကုန်လုံးတော့မပြောတော့ဘူးမေတ္တာပို့တာအရှင်ကုလိမာလာရဲ့မေတ္တာပို့ဆိုတာရှိတယ်အလွန်မသားစရာကောင်းတယ်နော်ဒီအရှင်ကုလိမာလာကသူ့ရဲ့အကုသိုလ်ဝကြွေးတွေကိုပိတ်ဆက်ရင်းနဲ့မေတ္တာပို့တာရှိတယ်ဒါကြောင့်တို့တရားဓမ္မတွေအနေနဲ့လောကဓာတ်တရားတွေကြုံလာပြီဆိုရင်အေးငါဝကြွေးတစ်ခုကိုဆက်လိုက်ရပြီလို့မှတ်လိုက်ရမယ်နော်လောကဓာတ်တရားတွေကြုံလာရင်ဘယ်လိုမှတ်မလဲဝကြွတစ်ခုကိုဆက်လိုက်ရပြီတန်ត្រာမှာငါမှားခဲ့တဲ့အကုသိုလ်အကျွေးကိုငါဆက်ရတာပဲလို့သဘောပေါက်တယ်အရှင်ကုလိမာလာယဟန္တာဖြစ်နေပြီခဲတွေထုတ်တွေနဲ့သူ့ရဲ့ဝကြွကိုဆက်နေရတယ်အဲ့တော့အရှင်ကုလိမာလာမေတ္တာပို့တာရှိတယ်ဓိတာဟိမေဓမ္မံတုဏ္ဍုငါဤယံသူတို့သည်သူတော်ကောင်းတရားကိုကြားနာနိုင်ကြပါစေကုန်တည်းခေါင်းလောက်လိုက်ဆိုလိုက်ငါဤယံသူတို့သည်သူတော်ကောင်းတရားကိုကြားနာနိုင်ကြပါစေကုန်တည်းဆိုကြည့်ပါဦးသူကိုယန္တုတို့သဘောထားမုန်းနေတဲ့ပုဂ္ဂိုလ်တွေကိုအရှင်ကုလိမာလာအနေနဲ့မမုန်းပါဘူးယဟန္တာဖြစ်သွားပြီလေယဟန္တာမှာချစ်ချင်းတရားလည်းမရှိဘူးမုန်းချင်းတရားဆိုတာလည်းမရှိဘူးယဟန္တာမှာဘာကင်းနေပြီလဲချစ်ချင်းတရားမုန်းချင်းတရားကင်းနေပြီသူ့ကိုမလို့မုန်းထားနေတဲ့ပုဂ္ဂိုလ်တွေကိုအရှင်ကုလိမာလာမုန်းလားမမုန်းဘူးဘာဖြစ်စေချင်တာလဲဆိုတော့တရားနာစေချင်တာမလုပ်စေချင်တာဒါကြောင့်ငါရဲ့ယန္တုတွေနော်သူတော်ကောင်းတရားကိုကြားနာနိုင်ကြပါစေကုန်တည်းတဲ့မေတ္တာပို့တာအရှင်ကုလိမာလာဆက်ပြီးတော့အရှင်ကုလိမာလာမေတ္တာပို့တယ်ဓိတာဟိမေယုံဇံတုဗုဒ္ဓသာသနေလိုက်ဆိုလိုက်ရအောင်ငါဤယံသူတို့သည်ဖယားသာသနာတော်၌ကျင့်ကြံနိုင်ကြပါစေကုန်တည်းဆိုရအောင်နော်သာသနာတော်မှာကြင်ကြံအထုတ်စေရှင်တဲ့ယန္တုတွေကိုပေါ့နော်။နောက်အရှင်ကုလိမာလာကဆက်ပြီးတော့မေတ္တာပို့တယ်။နော်ဓိတာဟိမေတေမနုဇာပဇံတုယေဓမ္မမေဝါဒပယံတိတံတော်။ဘာပြောတယ်လဲဆိုတော့မေတ္တာပို့တာက
တရားတော်ကိုကျင့်သုံးစေတဲ့သူတော်ကောင်းတွေကိုငါယံသူတွေချင်းကပ်နိုင်ကြပါစေကုန်တည်းလို့မေတ္တာပို့တာကိုယ်ွယ်စိတ်ကပ်တဲ့အခါမှာတမန်တော်ချန်ကကိုယ်ွယ်စိတ်ကပ်တာမဟုတ်ဘဲနဲ့ဆရာကောင်းသမားကောင်းတွေကိုရှိကပ်စေချင်တာတကယ်ကိုပြုပြင်ပေးတင်ကြားပေးလမ်းညွှန်ပေးဆုံးမပေးတဲ့သူတော်ကောင်းတွေကိုချင်းကပ်စေချင်တာယံသူတွေကိုတောင်းလဲစေချင်တာမလွန်မုန်းထားတွေကိုပျောက်စေချင်တာကြောင့်သူမေတ္တာပို့တာကနံပါတ်3မေတ္တာပို့တာကတရားတော်ကိုကျင့်သုံးစေကြကုန်သောသူတော်ကောင်းတို့ကိုချင်းကပ်နိုင်ကြပါစေကုန်တည်းကဲလိုက်ဆိုရအောင်ငါ၏ယံသူတို့သည်တရားတော်ကိုကျင့်သုံးစေကြကုန်သောသူတော်ကောင်းတို့ကိုချင်းကပ်နိုင်ကြပါစေကုန်တည်းငါ၏ယံသူတို့သည်တရားတော်ကိုကျင့်သုံးစေကြကုန်သောသူတော်ကောင်းတို့ကိုချင်းကပ်နိုင်ကြပါစေကုန်တည်းငါ၏ယံသူတို့သည်တရားတော်ကိုကျင့်သုံးစေကြကုန်သောသူတော်ကောင်းတို့ကိုချင်းကပ်နိုင်ကြပါစေကုန်တည်းကဲဆိုလိုက်ရအောင်ငါ၏ယံသူတို့သည်တရားတော်ကိုကျင့်သုံးစေကြကုန်သောသူတော်ကောင်းတို့ကိုချင်းကပ်နိုင်ကြပါစေကုန်တည်းငါ၏ယံသူတို့သည်တရားတော်ကိုကျင့်သုံးစေကြကုန်သောသူတော်ကောင်းတို့ကိုချင်းကပ်နိုင်ကြပါစေကုန်တည်းငါ၏ယံသူတို့သည်တရားတော်ကိုကျင့်သုံးစေကြကုန်သောသူတော်ကောင်းတို့ကိုချင်းကပ်နိုင်ကြပါစေကုန်တည်းအလွန်ကောင်းပါတယ်နော်ဆရာလွဲမှာဆိုလို့နော်ချင်းကပ်တဲ့အခါမှာကိုယ်ွယ်တဲ့အခါမှာလည်းပဲတကယ်ဆရာကောင်းသမားကောင်းတွေကိုချင်းကပ်နိုင်ရင်ကောင်းပါပဲလို့မေတ္တာပို့တာနောက်တစ်ခုထပ်ပြီးတော့မေတ္တာပို့တယ်ဒိတာဟိမေဓမ္မဝါခန္တီဝါဒီနံအဝိရောဓပတံတိနံသူနန္တုဓမ္မံကာလီနအနုဝိရိယံတုတံဆိုတာတိခံခြင်းတရားကိုဟောလေးရှိပြောလေးရှိမေတ္တာတရားကိုချီးမွမ်းလေးရှိတဲ့သူတော်ကောင်းတွေရဲ့တရားကိုတဲ့မကြာခဏနာကြားနိုင်ပါစေလက်တွေလည်းကျင့်သုံးနိုင်ပါစေလို့နံပါတ်4အနေနဲ့မေတ္တာပို့တယ်နော်ကဲလိုက်ဆိုရအောင်ဒီခံခြင်းကိုဟောပြောလေးရှိကုန်သောမေတ္တာတရားကိုချီးမွမ်းလေးရှိကုန်သောသူတော်ကောင်းတို့ဤတရားကိုမကြာခဏနာကြားနိုင်ပါစေကုန်တည်းလက်တွေလည်းကျင့်နိုင်ကြပါစေကုန်တည်းဒီခံခြင်းကိုဟောပြောလေးရှိကုန်သောမေတ္တာတရားကိုချီးမွမ်းလေးရှိကုန်သောသူတော်ကောင်းတို့ဤတရားကိုမကြာခဏနာကြားနိုင်ပါစေကုန်တည်းလက်တွေလည်းကျင့်သုံးနိုင်ကြပါစေကုန်တည်းဒီခံခြင်းကိုဟောပြောလေးရှိကုန်သောမေတ္တာတရားကိုချီးမွမ်းလေးရှိကုန်သောသူတော်ကောင်းတို့ဤတရားကိုမကြာခဏနာကြားနိုင်ပါစေကုန်တည်းလက်တွေလည်းကျင့်သုံးနိုင်ကြပါစေကုန်တည်းကဲဆိုကြည့်ရအောင်ဒီခံခြင်းကိုဟောပြောလေးရှိကုန်သောမေတ္တာတရားကိုချီးမွမ်းလေးရှိကုန်သောသူတော်ကောင်းတို့ဤတရားကိုမကြာခဏနာကြားနိုင်ကြပါစေကုန်တည်းလက်တွေလည်းကျင့်သုံးနိုင်ကြပါစေကုန်တည်းဒီခံခြင်းကိုဟောပြောလေးရှိကုန်သောမေတ္တာတရားကိုချီးမွမ်းလေးရှိကုန်သောသူတော်ကောင်းတို့ဤတရားကိုမကြာခဏနာကြားနိုင်ကြပါစေကုန်တည်းလက်တွေလည်းကျင့်သုံးနိုင်ကြပါစေကုန်တည်းမေတ္တာတရားကိုသိခံခြင်းကိုဟောပြောလေးရှိကုန်သောမေတ္တာတရားကိုချီးမွမ်းလေးရှိကုန်သော
သူတော်ကောင်းတို့ဤတရားကိုမကြာခဏနာကြားနိုင်ကြပါစေကုန်သတည်းလက်တွေလည်းကျင့်သုံးနိုင်ကြပါစေကုန်သတည်းလွန်ကောင်းပါတယ်နော်တိခံခြင်းတရားကိုဟောနေတဲ့သူတော်ကောင်းတွေထံကိုမကြာခဏသွားတိခံခြင်းတရားနဲ့ပတ်သက်ပြီးမကြာခဏနာမေတ္တာတရားနဲ့ပတ်သက်ပြီးမကြာခဏနာပြီးအဲ့တိခံခြင်းမေတ္တာတရားတွေကိုလက်တွေလည်းကျင့်ပါကဲနောက်ဆုံးနံပါတ်5နော်ဘာပြောတယ်လဲဆိုတော့နာဟိဇာတုတောမမဟိန္တိငါယံသူဟာငါကိုလည်းမငင်းဆဲပါစေနဲ့အင်းဉဏ်ဝါပဏကိဉ္စီနဲ့ဘသူကိုမှမငင်းဆဲပါစေနဲ့ဆိုတော့ငါကိုလည်းဒုက္ခမပေးနဲ့ဘသူကိုမှလည်းဒုက္ခမပေးနဲ့အရှင်ကုလိမာလာမေတ္တာပို့တာနော်ကဲလိုက်ဆိုလိုက်အောင်ငါ၏ယံသူတို့သည်ငါကိုလည်းမငင်းဆဲပါစေနဲ့ဘသူကိုမှလည်းမငင်းဆဲပါစေနဲ့ငါ၏ယံသူတို့သည်ငါကိုလည်းမငင်းဆဲပါစေနဲ့ဘသူကိုမှလည်းမငင်းဆဲပါစေနဲ့ငါ၏ယံသူတို့သည်ငါကိုလည်းမငင်းဆဲပါစေနဲ့ဘသူကိုမှလည်းမငင်းဆဲပါစေနဲ့ကဲဆိုလိုက်ရအောင်နောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးနံပါတ်6အနေနဲ့မေတ္တာပို့တာကပပ္ပုံယပရမတန်တေရခေယတတထာဝရိကောင်းမြတ်တဲ့ငြိမ်းချမ်းတဲ့နိဗ္ဗာန်ကိုရောက်ကြပြီးတော့ဘသူကိုမှဒုက္ခမပေးပဲတတ္တဝါတွေကိုစောင့်ရှောက်နိုင်ပါစေလို့မေတ္တာပို့ထားတာကိုယ့်ကိုမုန်းတဲ့ပုဂ္ဂိုလ်တွေကိုနိဗ္ဗာန်ရောက်စေခြင်းနဲ့ဘသူကိုမှလည်းဒုက္ခမပေးစေချင်ဘူးနော်ကဲလိုက်ဆိုရအောင်ငြိမ်းချမ်းသောနိဗ္ဗာန်သို့ရောက်ကြ၍တတ္တဝါအလုံးကိုဒုက္ခမပေးပဲချောင်းချောင်းနိုင်ပါစေကုန်သတည်းငါ၏ယံသူတို့သည်ငြိမ်းချမ်းသောနိဗ္ဗာန်သို့ရောက်ကြ၍တတ္တဝါအလုံးတို့ကိုဒုက္ခမပေးပဲစောင့်ချောင်းနိုင်ကြပါစေကုန်သတည်းငါ၏ယံသူတို့သည်ငြိမ်းချမ်းသောနိဗ္ဗာန်သို့ရောက်ကြ၍တတ္တဝါအလုံးတို့ကိုဒုက္ခမပေးပဲစောင့်ချောင်းနိုင်ကြပါစေကုန်သတည်းကဲဆိုရအောင်ငါ၏ယံသူတို့သည်ငြိမ်းချမ်းသောနိဗ္ဗာန်သို့ရောက်ကြ၍တတ္တဝါအလုံးတို့ကိုဒုက္ခမပေးပဲစောင့်ချောက်နိုင်ကြပါစေကုန်သတည်းငါ၏ယံသူတို့သည်ငြိမ်းချမ်းသောနိဗ္ဗာန်သို့ရောက်ကြ၍တတ္တဝါအလုံးတို့ကိုဒုက္ခမပေးပဲစောင့်ချောက်နိုင်ကြပါစေကုန်သတည်းငါ၏ယံသူတို့သည်ငြိမ်းချမ်းသောနိဗ္ဗာန်သို့ရောက်ကြ၍တတ္တဝါအလုံးတို့ကိုဒုက္ခမပေးပဲစောင့်ရှောက်နိုင်ကြပါစေကုန်သတည်းအလုံးပေါင်းမေတ္တာပို့တာဘယ်နှချက်လဲ6ချက်ပါနော်အဲ့တော့အလွန်ကောင်းပါတယ်နော်ဒါဒီမှာ record တွေလည်းယူထားကြတာဆိုတော့နောက်မှပြန်ပြီးတော့ကူးယူပြီးတော့အဲ့ဒီမေတ္တာပို့လေးကိုကြတ်ထားပါအလွန်စိတ်ချမ်းသာပါတယ်ကိုယ်တိုင်လည်းပဲအဲ့ဒီအတိုင်းကျင့်ရမှာပါကိုယ့်ရဲ့ရန်သူတွေကိုတရားနာစေခြင်းသလိုကိုယ်တိုင်လည်းမလုပ်ရမှာလဲတရားနာရမှာပါကိုယ့်ရန်သူတွေကိုဘုရားသာသနာတော်မှာကျင့်ကြံစေခြင်းသလိုကိုယ်တိုင်လည်းကျင့်ကြံရမှာပါသူတော်ကောင်းတွေကိုကိုယ့်ရန်သူတွေကိုချင့်ကပ်စေခြင်းသလိုကိုယ်တိုင်လည်းချင့်ကပ်ရမှာပါတိခါခြင်းတရားတွေမေတ္တာတရားတွေကိုကိုယ့်ရဲ့ရန်သူတွေကိုနာကြားစေခြင်းသလိုလက်တွေ့ကျင့်စေခြင်းသလိုကိုယ်တိုင်လည်းနာကြားရမှာပါကျင့်သုံးရမှာပါနော်ကိုယ့်ရဲ့ရန်သူတွေကိုနိဗ္ဗာန်ကိုရောက်စေခြင်းသလိုကိုယ်တိုင်လည်းပဲနိဗ္ဗာန်ကိုရောက်အောင်ကျင့်ရမှာဖြစ်ပါတယ်အဲ့တော့အရှင်ကုလိမာရရဲ့မေတ္တာဟာတကယ်တော့တစ်ချက်ခုနှစ်ချက်ပြတ်ပဲရန်သူတွေကိုအေးချမ်းစေခြင်းလို့ကိုယ်တိုင်လည်းမလုပ်ရမှာလဲအေးချမ်းရမှာဖြစ်ပါတယ်အခုအရှင်ကုလိမာရတော့အေးချမ်းလားမအေးချမ်းဘူးလား
ဒါကြောင့်နောက်ဆုံးမှာအရှင်ကုလိမာလာဗာပြောသလဲဆိုတော့တိတ်သောဝိဇ္ဇာအနုပတ္တကတံဗုဒ္ဓတသာသနံအေငါကတော့တဲ့ပုဒိအာဥပေနိဝါဒနုတတိညာဒိဗ္ဗစကုညာအတဝကယညာခေါ်တဲ့ဝိဇ္ဇာ၃ပါးကိုရောက်သွားပြီရသွားပြီဒါကြောင့်ကတံဗုဒ္ဓတသာသနံဖယားသာသနာတော်ကိုငါကတော့ပြုပြီးသွားပြီသာသနာပြုတယ်ဆိုတာတကယ်တော့ဖယားအဆုံးအမကိုကျင့်သုံးတာကိုပြောတာသာသနာပြုတယ်ဆိုတာဘာလဲဖယားအဆုံးအမကိုကျင့်သုံးတာကိုသာသနာပြုတယ်လို့ခေါ်တယ်အရှင်အကုလိမာလသည်ဖယားအဆုံးအမကိုကျင့်သုံးဆဲလားကျင့်သုံးပြီးလားယဟန္တာဖြစ်သွားပြီဆိုရင်ဘာဖြစ်သွားပြီလဲကျင့်လို့ပြီးသွားပြီသာသနာပြုလို့ပြီးသွားပြီလို့ပြောလို့ရတယ်အဲ့တော့ဦးဇင်းတို့တရားဓမ္မတွေယဟန္တာမဖြစ်သေးဘူးဆိုရင်တော့ဦးဇင်းတို့အရိယာဖြစ်အောင်ကြိုးစားရမှာဖြစ်တယ်အဲ့ဒါသာသနာပြုနေတာပဲနော်လူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်ဘုရားဆုံးမကိုကျင့်နေရင်အဲ့ဒါဘာလုပ်နေတာလဲသာသနာပြုနေတာကျင့်လို့ပြီးသွားရင်တော့သာသနာပြုလို့ပြီးပြီဒါကအရှင်ဥက္ကလိမာလာပြောတဲ့စကားကတံဗုဒ္ဓတသာသနာငါကတော့သာသနာပြုလို့ပြီးသွားပြီဆိုတာကငါကတော့ဒုက္ခခတ်သိငြိမ်းအေးသွားပြီကိုယ်ရန်သူတွေကိုပဲသူ့ကိုမုန်းနေတဲ့ပုံကိုယ်တွေကိုပဲသူတနာပြီးတော့မေတ္တာပို့နေတာနော်ရန်သူတွေတရားနာနိုင်ပါစေနော်ကြိုးစားသာသနာတော်မှာကြိုးစားအထောက်နိုင်ပါစေဤခံမေတ္တာဟောကြားနေတဲ့သူတော်ကောင်းတွေထံကိုချင်းကပ်နိုင်ပါစေအဲ့ဒီတိခံမေတ္တာတရားတွေကိုခန္ဒီတရားတွေကိုလည်းလက်တွေ့ကျင့်သုံးနိုင်ပါစေဘုသူ့ကိုမှမငြင်းဆဲပါစေနဲ့နိဗ္ဗာန်ကိုရောက်ပြီးတော့တတ္တဝါအလုံးကိုဆက်ဆောင်နိုင်ပါစေလို့သူကမေတ္တာပို့ထားတာဖြစ်ပါတယ်နော်ဆိုတော့အင်္ဂုလိမာလာတုတ်တရားတော်ဟာဒီမှာပဲဆုံးပါပြီနော်တရားဦးဇင်းတို့တရားဓမ္မတွေအားလုံးအရှင်အင်္ဂုလိမာလာရဲ့ဘဝအကြောင်းတစ်စိတစ်စောင်းတရားဒေသနာတော်ကိုနာယူမှတ်သားကြပြီးတော့ဘဝမှာဘလို့ပဲမှားခဲ့ပြုပြင်ရနိုင်တယ်ဆိုတဲ့အရှင်ဝိရိမာလာကပေးတဲ့ဘဝသင်ခန်းစာကိုလည်းမှတ်သားပြီးတော့ကိုယ့်ကိုမလုံမုန်းထားတဲ့ပုံကိုယ်တွေပေါ်မှာဒေါသနဲ့မတုတ်ပြန်မဲနဲ့မေတ္တာထားနိုင်အောင်ကြိုးစားပြီးမြတ်စွာဘုရားရဲ့အဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုကိုယ်စီကိုယ်ငါရွတ်ဆောင်တည်ဖို့နိုင်ကြပါစေကုန်သတည်း